ပန်းချဲမှာရှိတဲ့လာပျော်ဖြူလေးတွေရဲ့အကအပြည့်အစပြုရအောင်လို့နော်အားလုံးလက်ခုပ်တီးပြီးတော့ကြိုးဆိုပေးကြရအောင်Worship Media Hallelujah 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 La conta canela Hallelujah 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 Amen Yêu mi ye cứ lo ra chữ yao chỉ có lối mẹ bỏ cùng on lấy khá bờ vì sao đó to yu thà cho la yo de bao hư mi yang ra chữ lấy mà yêu mi ye cứ lo ra chữ yao chỉ có lối mẹ bỏ cùng on lấy khá bờ vì sao đó to yu thà cho la yo de bao hư mi yang ra chữ lấy mà mi khổ ra nụ biểu lê chỉ vì ôm mi yêu ra biểu lê mi khổ ra nụ biểu lê chỉ vì ôm mi yêu ra biểu lê Hallelujah 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 mi yêu ra trời Hallelujah 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 Amen mi ye cứ lo ra chữ yao chỉ có lối mẹ bỏ cùng on lấy khá bờ vì sao đó to yu thà cho la yo de bao hư mi yang ra chữ lấy mà yêu mi ye cứ lo ra chữ yao chỉ có lối mẹ bỏ cùng on lấy khá bờ vì sao đó to yu thà cho la yo de bao hư mi yang ra chữ lấy mà mi khổ ra nụ biểu lê chỉ vì ôm mi yêu ra biểu lê mi khổ ra nụ biểu lê chỉ vì ôm mi yêu ra biểu lê Hallelujah 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 mi yêu ra trời Hallelujah 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 Amen Hallelujah 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 mi yêu ra trời Hallelujah Hallelujah Hallelujah
ô cái nói nhá đây họ mưa nè chỉ biết lo nó mà theo họ bài nha gì nói nhá cái thì nhá cho rồi thu chế số tiền mà đấy lo bắt chế cả nhị cô mong nó mà đấy lo biểu lo mía vô cô tiền mà bà lo lắp biểu phiếu lấy đi vào nó cho nó đã request vào nó cái đi request cả anh ấy gì đấy cho nó thì này sao phải gì này bà tuổi đấy lên rồi ta đã nói yêu sĩ là đấy nít tay à bị jubilee bữa đó ye yêu chế đấy cái đi yêu chế cả bên chế sĩ đấy là số ngã chế cái đi ngã chế thế cả ye chỉ xong cái chế cho nó biểu mẹ đi chả nát thao nó cái đó cả bà lẽ rồi cho nó thì này thì mà yêu sĩ là đấy cháu cả ta đã nói tay xong là bị đấy khuyên của bị đấy phải áo của Giêsu rồi chim hoan trên này ta đã nói tay xong là bị đấy tông đồ khăn này u thung cho của ông ấy đi à bồi养对ဖြစ်တယ်ဟုတ်တယ်မလားဟုတ်တယ်ဦးထွန်းကျော်ကအရင်အကျင့်ကောင်းတယ်တဲ့ကြောင်းလေးတန်းပဲအောင်တယ်တဲ့ဖះကိုအရင်ချစ်တယ်တဲ့ကျွန်တော်တို့အဲ့ဒါကိုအောက်မေ့ဖို့ရန်အတွက်ဖြစ်တယ်နံပါတ်5တစ်ချက်မှာဗာရေးထားတယ်လဲဆိုရင်လူငယ်များမူရင်စေဝါကင်းစင်ပြီးဝိညာဉ်ရေးရာ၌ရှင်သန်ကြီးထွားဖို့နီလန်းများပေါ်ထုတ်လှုပ်ဆောင်ရန်အဓိကမူရင်စေဝါဘာဖြစ်ဖို့လဲကင်းစင်ဖို့ဒီဂျူဘလီလောက်ရခြင်းရဲ့ရည်ရွယ်ချက်အဲ့ဒါပါတယ်ဒါကြောင့်ကျွန်တော်ကျေးဇူးပြုပြီးတော့ဒီညလုံးဝဆက်လေးမတော့ဘူးဟုတ်လားမူရင်စေဝါလုံးဝမတော့ဘူးဟုတ်ပြီနော်ကျွန်တော်ဒီပွဲကရိုးရိုးပွဲမဟုတ်ပါဘူးလို့ဖယားကိုဘာလုပ်နေတဲ့ပွဲလဲဖယားကိုဘုံပေးနေတဲ့ပွဲဖြစ်တယ်လို့နော်တင်စစ်လက်တော့မယ်မူရင်စေဝါတော့မယ်ဆိုရင်ဘာဖြစ်သွားမလဲဦးထွန်းကျော်ကိုတတိယကြပါတင်းကိုဖျားကြည့်နေတယ်နော်ကျွန်တော်အိုးပြီကျွန်တော်ကိုးကွယ်တဲ့ဖျားကချီးမွမ်းခြင်းကိုးကွယ်ခြင်းကိုနှစ်သက်တော်ဖျားဖြစ်တယ်အခုကျွန်တော်တို့တကယ်ချီးမွမ်းခြင်းနဲ့အစားပြုကြရအောင်လို့ကျွန်တော်တို့ချီးမွမ်းကိုးကွယ်ခြင်းအဖွဲ့ကိုအားလုံးလက်ခုပ်တီးပြီးတော့ကြိုဆိုကြရအောင်အာမင်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ဖခင်ကိုကျေးဇူးတင်တယ်လို့ကျွန်တော်ဘယ်နှခါပြောလဲဒီနေ့ပြောပြလားမပြောရသေးပြောအောင်ဖခင်သခင်ကိုကျေးဇူးတင်တယ်တိုးလိုက်တာရီးစားအောင်စကားပြောတယ်ကြည်ပြောအောင်ဖခင်သခင်ကိုကျေးဇူးတင်တယ်ကျေးဇူးတင်တယ်အာမင်ဟောလူတယောက်ကကိုမုတ်ကျွေးလိုက်တယ်သူကလေမုတ်ယူပြီးတော့လက်သွားလို့ရှိရင်ဘယ်လိုခံစားရမလဲဟုတ်ပြီအဲ့ဒီမုတ်ကလေးကိုယူပြီးတော့အရန်ကျေးဇူးတင်တယ်နော်အဒါမီရဲ့ကုလုံးဘီလူပြောလိုက်တဲ့အခါမှာဘယ်လိုခံစားရလဲအဲ့လိုပဲနေ့တိုင်းမှာကျွန်တော်အလုပ်အများကြီးမရှိဘူးပြောကြည့်ပါအလုပ်အများကြီးမရှိဘူးကျွန်တော်တခုတည်းသောအလုပ်ပဲရှိတယ်အဲ့ဒါကဖခင်သခင်ကိုကျေးဇူးတင်ခြင်းဖြစ်တယ်အာမင်အာမင်ဘယ်နှခါပြောပြလဲသတိရတိုင်းပြောရအောင်နော်သတိရတိုင်းဖခင်သခင်ကိုရောကိုကျေးဇူးတင်တယ်ပြောကြည့်ပါဦးအဲ့ဒီကျေးဇူးတင်တတ်တဲ့နှလုံးသားကိုဖခင်သခင်ကကျေးဇူးပြုပါတယ်ဒီနေ့ဆရာကြီးဦးထွန်းကျော်ကဖခင်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့ဘလောက်ခက်ခဲပါစေဤရက်ဤရွာထိရောက်အောင်ဖခင်ရဲ့သတင်းစကားကိုပြောကြားနိုင်ခြင်းကဖခင်ရဲ့ကျေးဇူးတော်ကိုအောက်မေ့သတိရလို့ဖြစ်ပါတယ်အာမင်ကျွန်တော်အခါလူမျိုးရဲ့ကျေးဇူးတွေလက်ကလေးပြပေးပါဦးโอเคအခါလူမျိုးတွေကိုကျွန်တော်လွန်ခဲ့တဲ့10နှစ်ကရေးထားတဲ့သချင်းလေးနဲ့เนาะကျွန်တော်ပြန်ပြီးသင်ပေးမယ်လိုက်ဆိုကြည့်နော်
우지 여무마 소지야 우지 여무마 에 나디오 갈래 우지 여무마 아얀도라 왜 굴렁후마 굴렁후마 우지 여무마 오케이 아들ပထမ ပိုက်ကယောက်ျားလေးဆိုရင်နောက်တစ်ယောက်မိန်းကလေးဆိုမယ်နော်စားကြည့်မယ်နော်ဟိုမှာကျွန်တော်ကဒီဘက်ဆိုလို့ရှိရင်ယောက်ျားလေးဆရာယောဟန်ယောက်ျားလေးဆိုမယ်ကျွန်တော်မိန်းကလေးဆိုမယ်နော်โอเคဦးကြီးစားကြ 1 2 3ယောက်ျားလေးဆိုမယ်ဦးကြီးယောမူမာမိန်းကလေးကျွန်တော်လိုက်ဆောင်Kulahuma, kulahuma, alo, uji yomuma. Okay, ယောက်ျားလေးဆိုရင် wait, sorry. ယောက်ျားလေးဆိုရင်ယောက်ျားလေးကလက်ကလေးပြမယ်เนาะဒီထောက်เนาะ Okay, စကြည့်မယ်เนาะ 1 2 3 go. Uji yomuma. ယောက်ျားလေးမမမိန်းကလေးယောက်ျားလေးဂူလုံမာမင်းလေးအလိုဦးကြီးရမမာโอเคအရန်တော်တာပဲเนาะဒီတစ်ခေါက်တစ်စင်းတက်မယ်ပစိုးတွေထမိန်တွေခိုင်ဝတ်ထားရအောင်โอเคเนาะဒါပေမဲ့ဒီမှာတိတ်တော့ပစိုးထမိန်တိတ်ဝတ်တာမတွေ့ဘူးเนาะရတယ်ပြဿနာမရှိဘောင်းမဝတ်တာโอเคကိုဆိုရဲလဲကြရင်ကိုမတက်ရက်လို့ရမှာမသိဘူးเนาะတချို့ကလေးလွယ်ထားတဲ့သူတို့ဘာညာတော့အစင်မပြေတဲ့သူတွေတော့ထိုင်လို့ရပါတယ်ကျွန်တော်တို့အစင်ပြေတဲ့သူတွေကိုဆိုရင်ကိုမတက်ရက်ရအောင်เนาะ Are you ready မတက်ရက်လို့စင်စင်ဖြစ်ပြီလား Okay ဖြစ်ပြီစကြည့်မယ်1 2 3 go ဦးကြီးယောမမာမင်္ဂလာတွေဦးကြီးယောမမာယောက်ျားလေးဦးထမ
သောကြောင့်အသက်ဆိုင်ရေးပေးသောကြောင့်ရေမငတ်တော်ပြီအသက်ဆိုင်ရေးပေးသောကြောင့်ရေမငတ်တော်ပြီအသက်ဆိုင်ရေးပေးသောကြောင့်ရေမငတ်တော်ပြီဝမ်းမြောက်ခြင်းဒီခွန်အားရယေရှုခရစ်ပြောင်းလဲခြင်းမရှိယေရှုခရစ်ပြောင်းလဲခြင်းမရှိပြောင်းလဲခြင်းမရှိပြောင်းလဲခြင်းမရှိယေရှုရဲ့ယေရှုခရစ်ပြောင်းလဲခြင်းမရှိမနေရနေနောက်ကာလဟာလေလုယာလက်ပြဝေးအောင်ဟာလေလုယာ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 အိုဟာလေလုယာဟာလေလုယာယေရှုနဲ့ဆိုင်သောကြောင့်ဝမ်းမြောက်ပြီယေရှုနဲ့ဆိုင်သောကြောင့်ဝမ်းမြောက်မည်ယေရှုနဲ့ဆိုင်သောကြောင့်ဝမ်းမြောက်မည်ယေရှုနဲ့ဝမ်းမြောက်ရဲ့ Bring my me ချီးမွမ်းမည်ချီးမွမ်းမည်အာမင်အာမင်ချီးမွမ်းမည်Oh ချီးမွမ်းမည် Oh ချီးမွမ်းမည်အာမင်အာမင် Oh ချီးမွမ်းမည်အာမင်အာမင်ချီးမွမ်းမည်အာမင်အာမင် Hallelujah ချီးမွမ်းမည် Hallelujah ထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏မျိုးရိုးငါကိုကယ်လွတ်သောအရှင်ငါ၏ဘုရားငါကိုစားသောစွမ်းသတည်းငါ၏ခွေကငါကိုကယ်တင်သောသူငါ၏ရဲ့တိုင်းဖြစ်သောထာဝရဘုရားသည်ငါ၏ကြောင့်ထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏မျိုးရိုးငါကိုကယ်လွတ်သောရှင်ငါကိုကယ်လွတ်သောရှင်ငါ၏ဘုရားငါကိုစားသောစွမ်းသတည်းငါ၏ခွေကငါကိုကယ်တင်သောသူငါ၏ရဲ့တိုင်းဖြစ်တော်မူ၏အိုထာဝရဘုရားကျွန်ုပ်ဤခွန်အားဗလားကိုယ်တော်ကိုကျွန်ုပ်ချစ်ပါ၏အိုထာဝရဘုရားကျွန်ုပ်ဤခွန်အားဗလားကိုယ်တော်ကိုကျွန်ုပ်ချစ်ပါပြန်ဝန်ခံရအောင်အိုထာဝရဘုရားကျွန်ုပ်ဤခွန်အားဗလားအိုထာဝရဘုရားကျွန်ုပ်ဤခွန်အားဗလားကိုယ်တော်ကိုကျွန်ုပ်ချစ်ပါ၏စိတ်နှလုံးချစ်မယ်အိုထာဝရဘုရားကျွန်ုပ်ဤခွန်အားဗလားကိုယ်တော်ကိုကျွန်ုပ်ချစ်ပါ၏ထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏တို့ငါကိုကယ်လွတ်သောအရှင်ငါ၏ဘုရားငါကိုစားသောစွမ်းသတည်းငါ၏ခွေကငါကိုကယ်တင်သောသူငါ၏ရဲ့တိုင်းဖြစ်တော်မူ၏
ကျွန်တော်ချစ်ပါ၏အိုထာဝရဘုရားကျွန်တော်ဤခွန်အားဗလားဘူတော်ကိုကျွန်တော်ချစ်ပါ၏ထာဝရဘုရားသည်ထာဝရဘုရားသည်ငါ၏ချာငါ၏ယိုယိုငါကိုကယ်လွတ်တော်ရှင်ငါ၏ဘုရားငါကိုစားတော်ဆွမ်းတတ်သည်ငါ၏ခွဲကားငါကိုကယ်တင်တော်သူငါ၏ရေရာပြတော်မူ၏ထာဝရဘုရားသည်ငါ၏ချာငါ၏ယိုယိုငါကိုကယ်လွတ်တော်ရှင်ငါ၏ဘုရားကိုရောဘုံမေးပါရဘုရားငါကိုတော်ဆွမ်းတတ်သည်ငါ၏ခွဲကားငါကိုကယ်တင်တော်မူကြောငါ၏ရေတိုင်းပြတော်မူ၏ထာဝရဘုရားငါ၏ချာငါ၏ယိုယိုငါကိုကယ်လွတ်တော်ရှင်ငါ၏ဘုရားငါကိုစားတော်ဆွမ်းတတ်သည်ငါ၏ခွဲကားငါကိုကယ်တင်တော်မူကြောငါ၏ရေတိုင်းပြတော်ငါကိုစားတော်ဆွမ်းတတ်သည်ငါကိုစားတော်ဆွမ်းတတ်သည်ငါ၏ခွဲကားငါကိုကယ်တင်တော်မူကြောငါ၏ရေတိုင်းပြတော်မူ၏ဟာလေလုယာထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားမိမိကိုးစားရာအကြောင်းဖြစ်စေတော်သူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်တို့သူသည်ကရေရှိသောအရ၌စိုက်၍မျက်နှာမှာအမျက်ဖြာသဖြင့်ဘူသောရှင်ယောက်ျောင်းကိုမသိမိုးခေါင်သောကာလ၌စိုးရင်စရာမရှိဘဲအစဉ်မြဲတီးကိုတီးတတ်သောအပင်နှင့်တူ၏ကိုရောသားတို့သမီးတို့ရဲ့ခိုလုံကိုးစားရာအစွမ်းတတ္တိကကိုရောပါပဲဆိုတော့ကိုအတူတူကဝန်ခံချီးမြှောက်ကြတဲ့အခါအသက်ရှင်ကောင်းမြတ်တော်မူသောယေရှုခရစ်တော်ဘုရား၏ကြီးမြတ်တော်မူသောနာမ၌ကိုရောကိုချီးမြှောက်ကြပါရစေဖခင်မြတ်စွာဘုရားအာမင် Hallelujah thank you Jesus တို့၃ယောက်၃ကောက်အားရပါရအောင်ရအောင်1 2 3 Thank you Jesus Thank you Jesus Thank you Jesus Thank you ချီးမွမ်းခြင်းဥဆောင်သွားပေးတဲ့ worship team ကိုကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းကြီးပေးပါစေအခုပထမဦးဆုံးဂုဏ်တော်ချီးမွမ်းမဲ့သူကတော့ချိန်မိုင်ကအဆိုတော်ကီကီဖြစ်ပါတယ်လို့သူ့ကိုနေရာယူပေးလိုက်ပါဦးကီကီဂုဏ်တော်ချီးမွမ်းမှာဖြစ်တယ် ကဲကီကီတက်လာဒီကလေးကကျွန်တော်တိတ်မမြင်ဘူးရနေနော်စမီဒီမလားဒီမှာရပ်ပေးဒီနေ့
အဖိုးအလောတုငမဲတော့ဝဲတော့အလောတုအသက်93နှစ်ရှိပြီဦးထွန်းကျော်ရဲ့အဘောထွန်းကျော်ရဲ့အဘောထူးကျော်ရဲ့သားပြောတဲ့စကားကျွန်တော်အရန်နှလုံးသားထိတဲ့စကားရှိတယ်အသက်93နှစ်ရှိပြီဆိုတော့ကျွန်တော်တငယ်ပြန်ပြီးတော့စကားကိုဟိုအစီငေါ့မတက်ပဲရှောက်ပြောမယ်ထင်တာမဟုတ်ဘူးသူပြောတော့အရန်ကောင်းတယ်ပထမတစ်ချက်ဘုရားကိုတကယ်ယေရှုတင်တယ်ဒုတိယတစ်ချက်အခါလူမျိုးကိုယေရှုတင်တယ်တတိယတစ်ချက်ပါလဲသူဒီမှာလာတဲ့အခါမှာကောင်းကင်အရတာကိုခံစားရတယ်တဲ့သိလားကောင်းကင်အရတာကောင်းကင်နိုင်ငံရဲ့အရတာဘယ်မှာရှိလဲအသိတော်မှာရှိတယ်ဟုတ်ပြီနော်လူတွေကကောင်းကင်နိုင်ငံပဲသွားချင်တာမြေကြီးမှာကျတော့ဘယ်သူနဲ့မှမတည့်ဘူးဟုတ်နော်မြေကြီးမှာကျတော့ဘယ်သူနဲ့မှမတည့်တချို့ကဖယားနဲ့တအားမှန်တယ်လူနဲ့မမှန်ဘူးတချို့ကလူနဲ့တအားမှန်တယ်တချို့ကလူနဲ့မှန်ပြီးတော့ဖယားနဲ့မှန်လားမမှန်ဘူးဟုတ်ပြီနော်အဲကြောင့်ဒါကကျွန်တော်တို့အခုကောင်းကင်နိုင်ငံရဲ့အရတာကိုခံစားနေတာဖြစ်တယ်လို့နော်အဲကြောင့်ဒီသမီးလေးကတရက်3ချိန်ဆူတောင်းပါထီနော့ဆူပို့အကျွမ်းလဲတော့ချာချာအကျွမ်းလဲထီနော့ဆူပို့ဘယ်လိုစားโอเคတရက်3ချိန်ဆူတောင်းပါဆိုတဲ့တခြင်းအပြီးကိုတော့ချီးမွမ်းမှာဖြစ်တယ်လို့နော်အားလုံးပါမင်္ဂလာပါရှင်
ရက်3ချိန်ဆုတောင်းပါတဲ့ဒါရင်လာလို့သမီးလေးချီးမွမ်းသွားပြီးတဲ့သမီးလေးကိကိအထူးကျေးဇူးတင်တယ်လို့နော်ကျွန်တော်သမီးဖြစ်တယ်ဒီနေ့အဖေမဆိုတော့သမီးကိုဆိုခိုင်းတာဆိုတော့ကျေးဇူးတင်တယ်လို့အခုသမီးလေးကိကိပြီးတော့သူ့ထက်နဲ့ဒီညတရွယ်ပြီးတရွယ်တက်မှာနော်ပြီးတော့သမီးလေးသမီးလေးမဟုတ်ပါဘူးသမီးကြီးပြောတာသမီးကြီးငယ်ငယ်လေးကိုအားလုံးလက်ခုပ်တီးပြီးတော့ကြိုဆိုပေးကြရအောင်阿拉耶稣基督的名来明了吧？这个表嘞，对吗？你个妈妈那对说呀啦，这个表嘞，不必表啦，奶奶嘞几多嘞说了不表吧嘞了。那么我说的帮你呢，那要个年纪都二十岁，现在期末现在批吧嘞。
ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ရဝင်းစွာစက်ကပ်ပါဆိုတဲ့သချင်းလေးနဲ့ဒီမှာရှိတဲ့အမှုတော်ဆောင်များရောညီကောင်မောင်မများအားလုံးကိုလည်းခေါ်အားပေးချင်တာဖြစ်ပါတယ်ဘယ်ချင်ရတမ်းမလဲ
The chest so young, oh, you don't know it, I'm saying. Oh, then, just like me, more follow, TV, happy moving, you're me. Jenna, so be, who needs your ring? Choose a be like Bala, yeah, Chimoya.ကျေးဇူးတင်ပါတယ်ငယ်လေးတို့နောက်ဆုံးအဖို့ဖြစ်မယ်ပေါ့နော်ငယ်လေးတို့ပါဝင်လာတာဒါ3ရက်တိတိရှိပြီပေါ့နော်နောက်ဆုံးတစ်ပုတ်လေးကိုအမတ်တရလေးဖြစ်သွားအောင်လို့ငယ်လေးချစ်ရတဲ့အမေကိုခေါ်ကြပါတယ်အားလုံးသဘောတူလားမသိဆီယမခင်မိုးဖြစ်ပါတယ်အားလုံးလက်ခုပ်တီးပြီးတော့ခေါ်ဖိတ်ပြရအောင်ဒီထက်ပိုပြီးတော့အမတ်တရလေးဖြစ်သွားချစ်ရတဲ့ဘယ်လိုပြောရမလဲမသိချစ်ရတဲ့ဘယ်သူ့ကိုချစ်သေးလဲလဲဆရာချစ်ကိုလည်းခေါ်ချင်ပါတယ်ငယ်လေးတို့မိသားစုကနေပြီးတော့ဟောင်းပြီဆိုတဲ့တခြင်းနဲ့နှုတ်ဆက်ချင်ပါတယ် 1 2
ကင်တဲ့လူကဆရာကြီးဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ surprise တိုက်လိုက်တာပေါ့နော်တိုက်ထားတာလည်းမရှိတဲ့အတွက်အမားပါရင်တော့အခွင့်လွတ်ပါလို့ကျွန်တော်ကတော့အဆိုတော်မဟုတ်ပါဘူးလို့အဆိုတော်ဟုတ်တယ်တရားဟောခိုင်းရင်တညလုံးဟောလို့ရတယ်တချင်းဆိုခိုင်းရင်တော်တော်စိတ်ညစ်တယ်ဒါပေမဲ့လည်းအခွင့်ပေးတဲ့ဘုရားသခင်ကိုယေရှုတင်တယ်ကျမတို့ရဲ့ဘဝသက်တာထဲမှာအမြဲတမ်းအစဉ်သင့်မှုဖြစ်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတော့အားလေးဖြစ်ပါတယ်အောက်ကလည်းရတဲ့လူတွေအကုန်လုံးဆိုလို့ရပါတယ်ရွာဟောင်းကြွေကြီးမှာဆိုရဲ့ဒီခါနဲ့တဲ့ရလို့ဘဝဟောင်းဆိုရဲ့အေးချစင်စားကြည့်တော့ဘဝမျက်နှာဘာမှမပြောင်းလဲလက်သက်တွေသာလီလီပြောင်းလဲခဲ့တယ်ဘဝရဲ့စင်ရာတွေကိုမြင်မြင်တွေ့ကအသာရဆွဲချုံဖို့ခွင့်ပြုလိုက်ပါရွာဟောင်းကြွေနေမှာဆိုမြေလိုပါပဲဒီခါနဲ့တဲ့ရလို့ဘဝဟောင်းဆိုမြေဒီချစင်စားကြည့်တော့ဘဝမျက်နှာဘာမှမပြောင်းလဲမြစ်တွေသာလီလီပြောင်းလဲခဲ့တယ်ဘဝရဲ့တရားတွေကိုမြင်ရင်တွေ့ကအသာရဆွဲထုံဖို့ခွင့်ပြုလိုက်ပါချီဝဲဒီခါနေတဲ့ရောက်တဲ့ဘဝဟောင်းဆုံးရဲ့အသေးချစဉ်းစားကြည့်တော့ဘဝမျက်နှာဘာမှမပြောင်းလဲနေတဲ့တွေသာလီလီပြောင်းလဲခဲ့တယ်ဘဝရဲ့တရားတွေကိုမြင်ရင်ဝင်ကအသာရဆွဲကြုံဖို့ခွင့်ပြုလိုက်ပါစမနေနဲ့ဟောင်းပြီးတကယ်နိုင်ဘဝတင်ဖြစ်ဖို့ကြိုးစားပါလားဘဝရဲ့တရားတွေကိုမြင်ရင်ဝင်ကပါရဆွဲထုံးဖို့ခွင့်ပြုလိုက်ပါရင်လိုတွေ့ဟောင်းနေ
နုတရားရှင်မှာပြန်ပြီးကောင်းချီးပေးပါစေနောက်လည်းပြန်ဆောင်ရှင်ပါသေးတယ်အလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ Thank you မိသားစုတွေချစ်စရာလေးကျွန်တော်လည်းနောက်အဲ့လိုချီးမွမ်းဖို့ကျွန်တော်သမီးကိုအခုကလေးကျင့်ထားတာနောက်နှစ်တရာဆက်နေအောင်မယ်ဆိုတဲ့လူလက်ညှိုးထောင်ကြည့်ပါဦးရှိတော့ဘူးနော်ဒါပေမဲ့မျောလင်းလို့ရသေးတာကဒါတဒနာရောက်ရှိလာတာနှစ်တရာဒါပေမဲ့ဒီအသင်းတော်စတာနှစ်90ဘယ်လောက်ရှိပြီလဲနောက်ထပ်10နှစ်ဆိုရင်100အဲ့ဒါမျောလင်းရှင်းရှိသေးတယ်ဟုတ်ပြီနော်အခါရွာတစ်ခါရောက်ပြီဆိုဦးလေးပြောတာဘယ်နှခါလာရမလဲ3ခါဆရာမရေ3ခါနောက်10နှစ်10နှစ်တစ်ခါ10နှစ်တစ်ခါဖြစ်တော့မယ်ယေရှုတင်တယ်လို့နော်ချီးမွမ်းတော်ပေးတဲ့မိသားစုတွေအားလုံးကျွန်တော်ကိုဝိုင်းတိလားကိုဝိုင်းတိလားကိုဝိုင်းဟိုမှာရောက်နေပြီသူလည်းတအားလာခြင်းတယ်ဒါပေမဲ့ဆယ်ချစ်ပြောတာထိုင်ဝမ်သွားလိုက်ရနော်ထိုင်ဝမ်သွားလိုက်တယ်ဆိုတော့အရင်လာခြင်းတယ်ဟုတ်တယ်ကျွန်တော်အခါလူမျိုးတွေဘယ်လောက်ချောတယ်လဲဆိုတာပြချင်တာဒါပေမဲ့ကိုဝိုင်းဆိုတဲ့တခြင်းသိလားအကောင်းဆုံးဆိုတာလေအကောင်းဆုံးကြားဘူးလားအဲ့ဒီအကောင်းဆုံးတခြင်းကိုအကောင်းဆုံးရေးပေးတဲ့သိရစရာကနေကိုအားလုံးလက်ခုပ်တီးပြီးတော့ကြိုဆိုပေးကြရအောင်လို့ကိုဝိုင်းတော့မလာနိုင်ပေမဲ့တချင်းရေးပေးတဲ့ဆရာကနေတော့ရောက်ပါတယ်လို့နော်ကျေးဇူးတော်ကိုဝိုင်းတော့မလာပေမဲ့ကိုလုံးလုံးတော့လာတာပေါ့နော်ဆိုတော့ကျွန်တော်တို့တချင်းရေးတဲ့သူတွေကပံ့ပိုးရတာကျင့်တတ်တယ်လေပံ့ပိုးရတာကျင့်တတ်တယ်ဒီတချင်းလေးတစ်ပုတ်အောင်မြင်သွားရင်ကျွန်တော်တို့ဝမ်းမြောက်တယ်ပျော်ရွှင်တယ်ဘုရားသခင်ကတကယ်တော့ကျွန်တော်ကအဆူတော်ဖြစ်ရှင်တာနော်ဒါပေမဲ့ကိုပြီးတော့လည်းရုပ်မချောအဲ့တော့လေဆိုတော့ဒါပေမဲ့ဘုရားသခင်ကကိုယ်ထားတဲ့နေရာတသက်ရှိတယ်ကိုယ်ထားတဲ့နေရာမှာအကောင်းဆုံးပဲပြောကြည့်ပါဦးဘုရားသခင်ငါ့ကိုထားတဲ့နေရာမှာအကောင်းဆုံးပဲဘုရားသခင်ကတယောက်ချင်းစီတိုင်းကိုသူ့နေရာနဲ့သူတင့်တော်အကောင်းဆုံးထားပေးတဲ့ဘုရားရှင်ဖြစ်တယ်မြန်မာနိုင်ငံရဲ့ဂီတလောကမှာဂီတပညာရှင်ကြီးတစ်ယောက်အနေနဲ့ဆရာချစ်ကိုဘုရားသခင်အကောင်းဆုံးချီးမြှောက်တယ်ဟာလေလုယာထိုဘုရားကိုကျွန်တော်အားရပါလက်ကုပ်တီးပြီးတော့ဂုဏ်ပြုရအောင်ဒရမာထဲမှာပြိုင်ဆန်ရှားကျွန်တော်အရန်ချစ်ရတဲ့ဆရာဝေဖြိုးလက်ကုပ်တီးပြီးတော့ဂုဏ်ပြုပေးအောင်ဒီမှာ drum စိတ်ဝင်စားတဲ့ညီကိုတွေရှိလားလက်လေးပြပေးပါဦး drum တီးတာစိတ်ဝင်စားတယ်โอเคနော်အားလုံးကိုဝေဖြိုးမသိကြဘူးလားသိတယ် drama မှန်လို့ရှင်နော်ဆရာဝေဖြိုးမသိတဲ့သူမရှိဘူးအလောက်ထိဘုရားသခင်အကောင်းဆုံးသူ့နေရာမှာသူ့ကိုချီးမြှောက်တဲ့ဘုရားရှင်ဖြစ်တယ်ပြီးတဲ့အခါမှာဆရာတူတူ bass guitar တီးတဲ့လောကမှာတော့ဘုရားသခင်အကောင်းဆုံးပဲသူ့ကိုချီးမြှောက်တယ်ဘဝမှာတော့ကျွန်တော်အားလုံးချစ်ရတဲ့ကိုပီပီသူ့ရဲ့အိတ်အဖြူမဲခလုတ်လေးပေါ်မှာသူ့ရဲ့လက်ကလေးတွေကပေါ့ပါစွာနဲ့ပြေးလွှားနေတာသူ့ကိုဘုရားသခင်အကောင်းဆုံးဖန်ဆင်းထားလို့ဖြစ်တယ်။သင်နဲ့ကျွန်တော်ကိုဘုရားသခင်အကောင်းဆုံးဖန်ဆင်းထားတာဖြစ်တယ်။ကျွန်တော်လွန်ခဲ့တဲ့အနှစ်20ကအဲ့ဒီတမန်တရားကိုကျွန်တော်မသိခဲ့ဘူး။ကျွန်တော်လူတွေကဘာပြောလဲဆိုတော့မင်းကဦးလေးအယက်သမားဖြစ်တော့မင်းလည်းအယက်သမားဖြစ်မှာပဲ။အော်ဟုတ်လား။အေးအဲ့ဒါတော့အယက်တောက်ကြည့်ရအောင်။အယက်ဆွဲပြီးတော့အယက်သမားဖြစ်သွား။အဲ့တော့အယက်သမားအယက်တောက်တာဆန်းလားမ
မဆန်းဘူးလေအဲ့တော့ကိုယ့်လူများကလည်းအယက်သမားလို့ပြောကိုကလည်းကိုယ့်ကိုအယက်သမားလို့ခံယူမဆန်းဘူးဒါပေမဲ့ဘုရားသခင်ကကျွန်တော်ဘာပြောလဲဆိုမင်းကအယက်သမားမဟုတ်ဘူးမင်းကငါရဲ့သားဖြစ်တယ်မင်းကငါကအကောင်းဆုံးဖန်ဆင်းထားတာအယက်သမားဘဝနဲ့လောကကြီးကပြန်ထွက်သွားဖို့ငါဖန်ဆင်းထားတာမဟုတ်ဘူးအရှုံးနေနဲ့အဆုံးနေနဲ့လောကကြီးကအယက်သမားဘဝနဲ့ပြန်ထွက်သွားဖို့ငါအကြံစီမရှိဘူးမင်းကိုအကောင်းဆုံးငါဖန်ဆင်းထားတာငါရဲ့ဘုန်းတော်အတွက်ဖြစ်တယ်ဒါကြောင့်အဲ့ဒီတမာတရားကိုတိလာပြီးနောက်ပိုင်းမှာဘုရားသခင်ကျွန်တော်အယက်မတော့ချင်တော့ဘူးကျွန်တော်ဘုရားရဲ့တမာတရားတိုင်းဘုရားသခင်ရဲ့အလိုတော်တိုင်းအသက်တာကိုရှောင်လန်းခြင်းနဲ့ဆိုတဲ့အခါမှာစန္ဒတစုံနဲ့ဘုရားသခင်စီအနံလိုက်တာဘုရားသခင်ကအကောင်းဆုံးပြန်အသုံးပြုတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဘုရားသခင်မသုံးလို့ရတဲ့သူတယောက်မှမရှိပါဘူးဘေးနာလို့ပြောတင့်ကိုဘုရားသခင်အကောင်းဆုံးဖန်ဆင်းထားတယ်နော်အာမင်ဒီသချင်းလေးကိုလည်းဆရာချစ်ကပဲအကောင်းဆုံး arrangement လုပ်ထားပေးတာဖြစ်ပါတယ်သချင်းမူရင်းအဆိုကတော့ဆရာဝိုင်းဝိုင်းအရင်ကောင်းတဲ့သူဆိုတာသူ့ကိုဖိတ်ပါတယ်သို့တော်ညာလည်းသူကခီးသွားစရာရှိတဲ့အတွက်မလာနိုင်တဲ့အတွက်ဒီ message လေးကိုပဲဒီသချင်းအပြင်ကျွန်တော်တို့တယောက်နဲ့တယောက်အကောင်းဆုံးဖြစ်တယ်ဆိုတဲ့အရာကိုခံယူကြရအောင် ရှင်ရဲ့စိတ်နှလုံးတော်တွေကအလားတရားတွေရင်ခုန်ခြင်းတရားရောက်ဆုံးတော်တန်လေးတွေဒါဖန်ဆင်းရှင်ရဲ့ရင်တွင်ဖြစ်သောလက်ရာတွေကြည်ကလေးတွေတည်တဲ့ကြည်သွားလေးတွေဖန်ဆင်းရှင်ရဲ့ချစ်ခြင်းကိုဖွင့်လွှဲကျူးအိမ်နေဒီပင်တရားတွေမလိုပါနေရတိုင်းနေဒါဖန်ဆင်းရှင်ရဲ့ရှင်တွင်ဖြစ်သောမြေတာတွေအမြဲတမ်းချစ်တဲ့ကောင်းကြီးပေးတယ်တကယ်ပါပန်းစင်လေးသမျှရာတွေတိုင်းတဲ့ချစ်တဲ့အစမပြေတာကြောင့်လေမင်္ဂလာရှိမြဲပဲအခြေလေးတွေရဲ့ပြောင်းမေးမဲလေးမြတ်တာတွေကမဟောင်းဘူးလေအမြဲတမ်းသစ်ဝင်နေချင်းနဲ့တကယ်ပါဖန်ဆင်းလေးသမျှရာတွေကောင်းဆုံးဟာကျွန်တော်ပဲ
န်ဆင်းတဲ့ဘုရားရှင်အမြဲတမ်းချစ်တယ်ကောင်းကြီးပေးတယ်ဘာဖန်ဆင်းတဲ့သမျှရာတွေတိုင်းထချစ်တယ်ဆိုပြီးအကြုံတယ်မင်္ဂလာရှိမြဲတယ်အချီးတွေရဲ့ပြောင်းနေတဲ့မြတ်စာတွေကမဟာဘူးလေအမြဲတမ်းကိုပြည့်တယ် The King is chilling who don't feel the nyaya really down to know I'm yet at the good old pencil in the nyaya really down so high they need to know babe အကောင်းဆုံးပန်းစင်ပေးတဲ့ဘုရားကိုအားရမှလက်ကိုပြီးချီးမြှောက်ရအောင် Thank you sir အကောင်းဆုံးသချင်းကိုအကောင်းဆုံးချီးမွမ်းပေးတဲ့ second ကိုအထူးကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော်တို့ IC show အပြင်မှာကြည့်ဘူးတဲ့လူလက်ညှိုးထောင်ပေးပါဦး IC show လက်ချိုးရည်သွက်လို့ရတယ်ဒီလိုအလကားကြည့်ရတာပျော်လားအခုအဖို့ကကြည့်ပြီးပေးပြီးကြည့်နေတဲ့လူဘယ်နှယောက်ရှိလဲဘယ်နှယောက်ရှိလဲအဲ့ဆိုကျွန်တော်တို့အလူငွေ3ခါကောက်မှဖြစ်ပါတယ်လို့ဒီညအဆင်ပြေလားအခု MYC မိသားစုအတွက်ဆိုပြီးတော့အမှုတော်မြတ်အတွက်ဆိုပြီးတော့အလူငွေလာရောက်ပါဝင်တဲ့မိသားစုရှိတယ်ဦးအားလုံးနဲ့ဒေါ်အားဒိတ်ဦးအားလုံးနဲ့ဒေါ်အဒဆိုတော့ဘတ်3000အလူငွေပါဝင်ပေးထားတယ်လို့နော်အထူးကျေးဇူးတင်တဲ့မိသားစုပေါ်ဖျားရှင်ကောင်းရင်ပေးပါစေကျွန်တော်တို့အလူငွေမကောက်ဘူးနော်တကယ်လို့ကျွန်တော်တို့ကအမှုတော်မြတ်အတွက်ပါဝင်ခြင်းတယ်ဆိုတဲ့နှလုံးသားနဲ့လာပေးလို့လက်ခံတာဖြစ်ပါတယ်လို့နော်အလူငွေကောက်တယ်လို့ထင်နေမှာဆိုလို့လူငွေမကောက်ပါဘူးလို့နော်တကယ်လို့သိမှစိတ်နှလုံးတုတ်ထိတာရှိနော်ပါဝင်လို့ရပါတယ်ကျွန်တော်စီမလာနဲ့နော်မိမိကိုရှာပါလို့နော်ကျွန်တော်ကလာပေးမေ့တယ်လေမေ့တယ်ဆိုတော့じゃဟိုမကြော်ညာမိမှာဆိုလို့နော်မကြော်ညာမိမှာဆိုလို့ကျွန်တော်အနေငယ်မစ်ဆက်ပေးခြင်းနဲ့ကျွန်တော်အဖို့ကဘယ်သူမှမပေးဘဲနဲ့ကြည်နေရတာဖြစ်တယ်ဒါပေမဲ့ဒီဟာကြည်ရဖို့အတွက်အိမ်မတန်မှအဖို့ကပေးထားတဲ့သူတွေရှိပါတယ်လို့နော်ရှိပါတယ်လို့အဲအကြောင်းတကယ်ဒီညအားလုံးပြီးတဲ့အထိနေပေးဖို့ရတဲ့မေတ္တာရခံတယ်အမှန်တော့ဒီလောက်ကဘာကြော်တွေတီးနေတာဒီလောက်အထိတော့တောင်းဆိုစရာမလိုဘူးလေမလားဒီလောက်အထိတော့တောင်းဆိုဒါပေမဲ့အဖို့အခါကိုတီးစီခြင်းလို့ဖြစ်တာပါလို့နော်အဖို့အခါကိုတီးစီခြင်းလို့ပြောနေခြင်းဖြစ်ပါတယ်လို့ကျွန်တော်ဦးဆုံးမစ်ဆက်ပေးချင်တာကတော့ဒီညဘယ်သူလဲဆိုရင်တို့သိချင်မှသိမယ်အဲ့တရားကလေဆရာအာရွန်သိလားဆရာအာရွန်သိလားကျွန်တော်ဦးလေးနဲ့အတော်ကိုရှေ့မှာခဏလာခဲ့ပါလို့ဖိတ်ခေါ်ချင်ပါတယ်ဦးလေးမြင်လားလက်ခုပ်တီးပေးပါဦးလက်ခုပ်တီးပေးပါဦးအတော်လဲလားဦးလေးကဒီနေ့လေပဲပြောတာဘယ်သူမှအတော်မပြဘူးသူကျွန်တော်ပြမှာဟာကျွန်တော်ကအခုကျွန်တော်လုပ်နေတဲ့ဟာကလူကိုချီးမြှောက်နေတာမဟုတ်ဘူးလို့နော်ဦးလေးတို့အထဲမှာပြီးထားတဲ့ဘုရားဘိတ်သိက်ရှိတယ်အဲ့ဒီဘိတ်သိက်ကိုချီးမြှောက်နေတာဖြစ်တယ်လို့နော်ဥမာဆရာချစ်စမ်းမောင်လို့ပြောလိုက်တာနဲ့မသိတဲ့လူရှိလားမရှိဘူးဆရာအာရွန်လို့ပြောလိုက်တာနဲ့အခါထဲမှာမသိတဲ့လူရှိလားမရှိဘူးဦးလေးမှလည်းတကယ်ဖျားပေးထားတဲ့စုကျေးဇူးရှိတယ်ပြောရမယ်ဆိုစောပွဲမှုလိုပဲလို့ပြောချင်တာဆိုတော့တကယ်ကျေးဇူးတင်တယ်လို့နော်ဒါကတော့ညီမမဟုတ်ပါဘူးနော်ညီမမဟုတ်ဘူးဦးလေးရဲ့တကယ်တူတီတော့ချစ်စနီးတူတီတော့ချစ်စနီးဖြစ်ပါတယ်ဦးလေးကကျွန်တော်ကိုဖိတ်တယ်ဘာဖြစ်သူလေးလည်းဒီမှာမွေးပြီးတော့ကျွန်တော်ဒီဦးလေးတို့အိမ်မှာမွေးတာဖြစ်တယ်ကျွန်တော်ကိုမိတ်ဆက်ရမယ်ဆိုရင်
လေးမောင်မဟုတ်ပါဘူးဘရုခဒါရည်စရာလိုတော့ဖြစ်တာပေါ့နော်ဒါပေမဲ့တကယ်ဆူတောင်းဆက်ကပ်ပြီးတော့ဘုရားဗိတ်သိက်ပေးပြီးခင်ဘုန်းတက်ထားတဲ့နာမည်ကဘရုခဖြစ်ပါတယ်လို့နော်ဒါကြောင့်ကဲလက်ခုပ်တီးပေးရအောင်ကျွန်တော်နာမည်ကိုဘာဖြစ်လို့လဲဆိုရင်ကျွန်တော်အဘောဖိချို့အဘိုးနော်တကယ် missionary ကြီးဖြစ်စီခြင်းနဲ့ဆိုပြီးတော့အဲ့ဒီနာမည်မဲ့ပေးတာတဲ့ blue K ဆိုပြီးတော့ပဲရေးလို့ရတယ်အဲကြောင့် K ဆိုတာအခါလို့မကောင်းဘူးလေအဲကြောင့်အဖေကကျောင်းသွားထဲတော့လေးမောင်ဆိုပြီးပြောင်းပေးလိုက်တာဒါကြောင့်အသက်ကြီးတဲ့ဒီရွာကအဖိုးအဖွားတွေကျွန်တော် blue K လို့ပဲသိပါတယ်လို့နော်ကျွန်တော်က blue K ခေါ်လေးမောင်ဖြစ်တယ်လို့ဆိုတော့ဖိတ်ခေါ်ပေးတဲ့ဦးလေးကိုအထူးကျေးဇူးတင်ပါတယ်လို့နော်ဘာဖြစ်သူလေးကလာရမယ်သူလေးမပါလို့မဖြစ်ဘူးလို့ तू ကခဏအဲ့လိုမပြောပါနဲ့ယေရှုမပါရင်မဖြစ်ဘူးเนาะဆိုတော့တကယ်ဦးလေးကိုဖျားဗိတ်သိပ်ပေးတဲ့အရာအပြီးဒီနေ့အများကြီးသုံးတော်ခံခြင်းအပြီးတကယ်ဦးလေးလည်းအများကြီးပေပန်းခဲ့ပြီးတာ၍အဲ့ဒီပေပန်းခြင်းအရာတွေအားလုံးဖျားပဲပြန်ပြီးဖျားထံပဲခွန်အားရရှိပါစေဦးလေးတခြားပြောစရာရှိလားမရှိတခြားဘာမှမရှိတော့ဘူးလားမရှိတော့ဘူးနော်ကဲကျေးဇူးတင်တယ်လို့မတိမာဆိုလို့မင်းဆက်ပေးတာအဲ့ဒီအခွင့်အရေးကိုပေးချင်လို့ဒီပွဲတစ်လျှောက်လို့တခါမှမကန်ရသေးဘူးသူဆိုတော့ကျွန်တော်နောက်ထပ်အထူးအဲ့တဲ့မင်းဆက်ပေးချင်တာရှိတယ်လို့တော့ဒါတော့ဒီ next generation တွေသိချင်မှသိမယ်လေနော်ကျွန်တော်ဆရာရောအရှိမလာပေးပါလို့နော်ဆရာကိုကြီးတစ်ချက်လာပေးပါကျွန်တော်ကျွန်တော်မင်းဆက်ပေးချင်တယ်ဒါအခုမှလာတဲ့ next generation တွေမသိမှဆိုလို့ပေါ့နော်ဒါဆရာယောနာဟန်ဖြစ်တယ်တချို့ကသိတဲ့လူလည်းရှိတယ်မသိတဲ့လူလည်းရှိတယ်ကျွန်တော်အဓိကဘာကိုမင်းဆက်ပေးချင်တယ်ဆိုရင်ကျွန်တော်ငယ်တုန်းကအခါမှာဆိုရင်ချစ်စမ်းမောင်လို့ပြောလိုက်တယ်နဲ့ဆရာယောနာဟန်တို့ပဲစောင့်နေတာဆိုတော့ဆရာမညီကိုတွေအများကြီးရှိတယ်စိတ်မကောင်းစွာပြီးညီကိုတယောက်ကတော့မကြသေးခင်ကပဲဆုံးသွားတယ်ကိုပပန်ဖြစ်တယ်အားလုံးသိတယ်ကိုပပန်က guitarist ဖြစ်တယ်ဆရာက list ပြီးတယ်ကိုဘီလီကတော့ bass ဖြစ်တယ်အားလုံးတော့တချို့ကဆရာကိုမြင်တိုင်းဘာမှမလုပ်တတ်ဘူးလို့ထင်တယ်မလားတကယ်အခါထဲမှာတော့တကယ်ဘယ်လိုပြောမလဲဟာအခါမှာဘာဖြစ်လဲမင်းသားဆိုတော့တကယ်ဆရာကိုတကယ် next generation တွေသိအောင်မိတ်ဆက်ထားပေးတာဖြစ်ပါတယ်လို့ဒါကြောင့်မိတ်ဆက်ပေးတာချားမဟုတ်ဘူးဆရာစီသွားပြီးပညာသင်လို့ရပါတယ်လို့နော်ဆရာလည်းဒီညလာပြီးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်လို့နော်ကဲဆရာကျေးဇူးတင်ပါတယ်ဆရာလေးမအများကြီးတော့ကျွန်တော်မြောက်ပြီးတော့အဲ့လိုပြောပေးတဲ့အတွက်အားလည်းရနာပါတယ်လို့နော်မမျော်လင့်မဲ့နဲ့စင်ပေါ်တင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်အားလုံးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ကဘာမှတော့မဟုတ်ပါဘူးလို့ဒါပေမဲ့လို့ဆရာလေးမောင်တို့ကတော့ဘယ်လိုပြောမလဲကျွန်တော်ညီငယ်တွေလို့ပေါ့နော်အရင်ကတည်းကနေသူတို့တွေကျွန်တော်ဘာပဲကျွန်တော်ကဘာမှမဟုတ်ပေမဲ့ကျွန်တော်လေးစားကြတယ်အဲကြောင့်မလို့သူကကျွန်တော်ခေါ်ပြီးတော့မှမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်အမှန်တော့ကျွန်တော်ဘာမှမဟုတ်ပါဘူးလေးစားပါတယ်ကျေးဇူးတင်ပါတယ် Thank you ဆရာဟုတ်ပြီကျွန်တော်ဆက်လက်ပြီးတော့အထူးကျေးဇူးတင်ချင်တာတော့ဆရာချစ်ဖြစ်တယ်လို့နော်ကျွန်တော်ဆရာချစ်ကအမှန်ဆိုရင်လုံးဝမအားဘူးဆရာချစ်မအားတာအားလုံးသိတယ်မလားလုံးဝမအားဘူး29ရက်နေ့ညမော်လိုက်မြန်မှာရှိုးတီးရမှာဆရာကျွန်တော်ဖုန်းဆက်တယ်ကျွန်တော်အခါတွေနှစ်တရာဘယ်ပြောရသေးတယ်ဟာဘယ်အချိန်လာရမလားဟာ ready ရှိတယ်ဗျာသိလား ready ရှိတယ်ဒါပေမဲ့ကျွန်တော်ဖက်က ready မရှိဘူးဆရာချစ်က ready ရှိနေပြီလာချင်နေပြီဟာလို့ဆိုရင်ဆရာလည်းကျွန်တော်မော်လိုက်မြန်မာ show ဆိုပြီးတာနဲ့မအိပ်ပဲနဲ့မိုးလေးပေါက်ကားနဲ့ဆင်းပြီးလာမယ်ဗျာတဲ့ကျေးဇူးတော်ကြောင့်ဘုရားအဲ့ပွဲဆိုခွင့်မပေးဘူးဆိုတော့ပြောချင်တာကတော့ကျွန်တော်တို့ဒီလိုအလကားကြည့်ရတယ်ဆိုတာကတကယ်ဘယ်သူကြောင့်လဲယေရှုကြောင့်ဟုတ်ပြီနော်ဆရာချစ်တို့တကယ်ဘုရားကိုချစ်တယ်တကယ်ဘုရားကိုချစ် gospel show ဟုတ်ပြီနော် gospel ဆိုတာသိလားစာလုံးပေါင်းကြည့် G O S P E
L gospel မဟုတ်ဘူးနော် G O gospel gospel ဆိုတော့ကျွန်တော်ဘာလုပ်ရမလဲတော့ဟောရမှာအဲ့ဒီအတွက်ကြောင့်လာတာဖြစ်တယ်လို့နော်ကဲလက်ခုပ်တီးပြီးတော့တကယ်ယေရှုတင်အောင်မထနော် gospel နော်အဲ့ကြောင့် gospel မဟုတ်မဆွန်သိမ်းပါအထူးယေရှုတင်တယ်လို့နော်တကယ်အမတို့ကတကယ်မြို့ကြီးပြကြီးထဲမှာပဲနေပြီးတော့သွားနေတာကျွန်တော်ကြည့်မရတော့ဘူးတခါတလေတိုးထဲမှာလာပြီးဖုန်ရှူကြည့်ပါလားဆိုတော့လုံးဝမငြင်းဘူးလုံးဝမအားတဲ့ဂျားတွေကလာပြီးတော့ပါဝင်ပေးတယ်လို့နော်ဆိုတော့မဆွန်သိန်းနဲ့အတူလာတဲ့ကိုအောင်အထူးကျေးဇူးတင်တယ်လို့နော်ကိုအောင်ဆိုတာတော့မဆွန်သိန်းရဲ့အမျိုးသားဖြစ်တယ်လို့နော်သမင်းစားချိန်ရောက်တဲ့အမြဲတမ်းကျွန်တော်ကိုခေါ်တယ်ကျွန်တော်ကိုခေါ်တဲ့အချိန်က तू ကစားပြီးစားပြီးမှခေါ်တာသူကျေးဇူးတင်တယ်လို့နော်ကဲကျွန်တော်တို့မေဟိုနည်းနည်းစီမိတ်ဆက်သွားမှာလေနော်ချာဟိုပြောစရာလည်းအများကြီးရှိတယ်ဥမာကျွန်တော်ဆရာဆိုစောင့်နေတာသူတော့တော်မဆန်းနဲ့လက်ဝဲပွဲတရားထိုးဘူးတယ်ကိုပြပြ69ပွဲရှုံးတယ်တပွဲကဘာဖြစ်လဲခဏမှပြောပြမယ်โอเคနော်ကဲဟုတ်ပြီအခုကျွန်တော်တို့မောင်အစင်ပြေရဲ့လားသူပြန်သွားပြီမောင်နဲ့အစင်မပြေလို့โอเคနော်ကဲသမီးလာတိထားရီကိုလက်ခုပ်တီးပြီးတော့ကြိုဆိုပေးကြရအောင်ကျွန်တော်ဒီတစ်ချင်းကျွန်တော်အစပြုတ်ကြည့်မယ်နော်ရလာတော့မသိဘူးမစင်ရင်လိုက်ပါနဲ့တော်တုံနဲ့ဂေါ်မောရာလူရလားအေးနေတော့ကမောင်အစင်ပြေးလာတစ်ချင်းပဲနားထောင်နေတာဟိုဘယ်လိုလုပ်ရမလို့အဲ့ဒီမောင်ပဲတန်းတန်းနေတာဒီတစ်ချင်းကမြန်မာပြည်ကြီးငလင်လှုပ်ပြီးနောက်ပိုင်းမှာတကယ်ရင်ထဲကနေဖျားထံကနေစီးဆင်းပြီးတော့ကိုစောပိပိထဲမှာဖျားထက်ပေးပြီးတော့စီးထွက်လာတဲ့တခြင်းဖြစ်တယ်အားလုံးကိုပိပိကိုလက်ခုပ်တီးပြီးတော့ကွန်ပျူပေးကြရအောင်တခြင်းရဲ့ခေါင်းစဉ်ကဆူတောင်းချက်ခေါ်ရမှာဘယ်လိုဆိုလဲကိုရောမြမပြည်ကြီးကိုလင်းလူမရှိပါနဲ့ကိုရောမြမပြည်ကြီးကိုစွန့်ပြီးမထားပါနဲ့ဟုတ်ပြီနော်အကုန်လုံးဒီတချင်းလာတင်တီဆိုနေတဲ့အခါမှာမြမပြည်ကြီးအတွက်ဆွတောင်းပေးပါလို့ဖိတ်ခေါ်ချင်တယ်နော်ကင်းအားလုံးပဲယေရှုနာမ၌မင်္ဂလာပါဒီနေ့မှာယေရှုတော်အားဖြင့်လာတဲ့လေ MYC နဲ့အတူတူဒီမှာအခါရမှာနှစ်တရာပြည့်ဂျူဘလီပွဲမှာလာရောက်ပြီးတော့မှပါဝင်ခွင့်ရတယ်ဂုဏ်တော်ချီးမွမ်းတည်ဆိုခွင့်ရတဲ့အတွက်ဘုရားရှင်ယေရှုတော်ချီးမွမ်းနဲ့ဖိတ်ခေါ်ပေးတဲ့ဆရာဓမ္မများအားလုံးကိုလည်းယေရှုအထူးပဲတင်ရှိပါတယ်လို့ဆိုတော့ဆရာလည်းခုနကလည်းပြောသွားတယ်ပေါ့နော်ဆူတောင်းချက်ဆွေတဲ့ချင်းလေးနဲ့လာတဲ့ဒီနေ့မှာပထမဆုံးအနေနဲ့ဒီဂုဏ်တော်ချီးမွမ်းတည်ဆိုချင်ပါတယ်
seeing like bunny, don't let go, manalo, a pipe sonya, can't wait it Pure stranger, you plan yajane, Bobin Chinkin made the chin She did Ludation did Malay. Good old days, so don't tell me so Go to me, my PG, go lily on my shoe, and go to me, my PG, go something my time. She did Ludation did Malay. Good old days, so don't you know so Nanya bed move Nanya bed move Amen. ဘယ်နဲ့ဒုတိယတစ်ပုတ်အနေနဲ့ငါဆိုတဲ့ချင်းလေးနဲ့ဒီဆိုချီးမွမ်းချင်ပါတယ်ဒီချင်းလေးရမယ်ဆိုလို့ရှိရင်အားလုံးနဲ့တူတူပျော်ပျော်ရွှင်ရွှင်ချီးမွမ်းရအောင်နော်โอเคလားရလားမသိဘူးနော်ငါတဲ့ချင်းမရဘူးတဲ့ဒါပေမဲ့ရပါတယ်လို့နော်ဒီတိုင်းလက်ခုပ်တီးပြီးတော့မှအားရပါရချီးမွမ်းကြရအောင်နော်
ရှင်တဲ့ထဲတော့ချက်ပါစေနားကားရာရှင်တဲ့ထဲကနားများစွာရဲ့ရာဘောရပေးတဲ့ဆူလည်းရှိအိုးလူကများတဲ့ဖျားရဲ့ချက်ပါပဲအိုးရှင်တဲ့ထဲတော့ချက်ပါစေ ကျေးဇူးများတင်ပါတယ်ဆိုတော့လာတဲ့ဒီနေ့ညမှာနောက်ဆုံးတစ်ပုတ်အနေနဲ့အလုံးရမယ့်ချင်းလေးကိုလာတဲ့ပြင်ဆင်ထားပါတယ်ချင်းလေးရဲ့ခေါင်းစဉ်ကတော့မမျော်လင့်တဲ့တစ်နေ့မှာနေဝင်ခဲ့ရင်ဆိုတဲ့ချင်းလေးနဲ့တီးဆိုချီးမွမ်းချင်ပါတယ်ဆိုတော့ဒီချင်းလေးကတော့အလုံးရပြီးသားလို့လာတဲ့မျော်လင့်နေဒီချင်းလေးတွေကလိုပဲပေါ့နော်လာတဲ့တို့ရဲ့ဘဝတွေကဘယ်ချိန်မှာဘလို့နေရာမှာဘလို့မျိုးပြီးဆုံးသွားမလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးတချို့တွေဆိုလို့ရှိရင်နော်ဘိုက်ထဲမှာတယ်နော်မွေးတာမမွေးရသေးဘူးလေနော်တချို့တွေဆိုရှိတယ်ဘိုက်ထဲမှာတယ်မွေးဆုံးသွားတယ်ဒါမျိုးတွေနော်လူဆိုတာဘယ်သူမှကိုယ့်ရဲ့တိတ်ဆုံးချိန်ကိုမသိဘူးဆိုတော့လူဆိုတာခန္ဓာရှိရင်ခန္ဓာရှိတယ်ဝိညာဉ်ရှိတယ်လောကမှာခန္ဓာတိတ်ဆုံးသွားမယ်ဝိညာဉ်ကဆက်သွားရအောင်မှာထာဝရဒါပေမဲ့အဲ့ဒီထာဝရဘယ်ကိုလဲထာဝရငရဲလားထာဝရကောင်းခင်လားလူတွေအားလုံးကတော့ငရဲဆိုတဲ့အရာကြောက်စရာကောင်းတယ်လေနော်ငရဲကစဉ်းစားကြည့်ရတဲ့တဲ့အပူဆိုတာနဲ့မြန်မာပြည်မှာနေတာရာသီဥတုပူတာတော့မှတော်တော်လေးကိုစိတ်ညစ်နေတာဒုက္ခရောက်နေတာငရဲဆိုတဲ့လောင်မြိုက်တဲ့ပူလောင်တဲ့ဟာကြီးကိုစဉ်းစားမိအောင်နဲ့အရန်ကြောက်ဖို့ကောင်းတယ်ဘယ်သူမှမသွားချင်ပါဘူးဒါပေမဲ့သတင်းကောင်းရှိတယ်သခင်ယေရှုခရစ်တော်ကဒီအရာတွေကိုတီးလို့လာတဲ့တော့အားလုံးကိုအယမ်းချစ်လွန်လို့ဘုရားသခင်ကသူ့ရဲ့တပါးသီးသောသားတော်ကိုလူလောကကိုဆေလွတ်တယ်ဆေလွတ်တဲ့ခါမှာလဲနော်လုံးဝအာနာတွေပါဝါတွေနဲ့ကြောမမော့လေးကြွဆင်းလာတာမဟုတ်နှင်းချတဲ့နော်နွားစခွက်ထဲမှာမွေးဖွားလာတယ်လူသားတွေကိုအပြည့်ရဲ့အခါတည်ခြင်းဆိုတဲ့အတိုင်းပဲသူ့ရဲ့အသွေးနဲ့သားနဲ့နာကျင်စွာခံစားပြီးတော့မှလာတဲ့တို့အတွက်ထာဝရငရဲတွေကနေလွတ်မြောက်ဖို့အတွက်ကယ်တင်ခဲ့ပါတယ်ဒီຢာကိုယုံကြည်လက်ခံသောသူတိုင်းထာဝရငရဲကိုမသွားရပါဘူးထာဝရကောင်းကင်ကိုသွားရမှာဖြစ်ပါတယ်ဆိုတော့ဒီသတင်းကောင်းလေးရှိပါတယ်ဒါကိုယုံကြည်လက်ခံဖို့ပဲလိုတာဖြစ်ပါတယ်လို့ဆိုတော့မမျှော်လင့်တဲ့တစ်နေ့မှာနေဝင်ခဲ့ရင်ဆိုရင်ချင်းလေးနဲ့ဒီနေ့ညမှာနှုတ်ဆက်ရင်းနဲ့ဒီဆိုချီးမွမ်းချင်ပါတယ်ဖြန်နေဟန်ငါတို့မပိုင်ဘူးနော်ဒီလောကကြီးကမတည်မြဲဘူးလေရှုံးကန်ရင်နဲ့ဝမ်းတထွားထွားမမျောတဲ့တနေ့မှနေဝင်နေစီစိတ်ချမ်းသာကြွယ်ဝနေဖို့တဲ့ဘယ်ဝင်ရဲ့ကပုံရှိကြည့်တယ်အချိန်လေးရှိတော့မှပြန်ဆန်းစစ်ပါNow, my child, come on, they just
တူချီးမွမ်းရအောင်နော်မမပြတ်နေဟာငါတို့မပိုင်ဘူးနော်ဒီလောကကြီးကမတည်မြဲဘူးလေရောကရဲ့နဲ့ဝမ်းတူထွက်ထွက်မမြင်တဲ့တနေ့မှာနေဝင်နေစီစဉ်ချမ်းသာချွေဝမ်းနေဖို့တဲ့ဘယ်ဝင်ကြီးကပိုအရေးကြီးရဲ့အချိန်လေးရှိတော့မှပြန်ဆန်းစစ်ပါနာမကြတဲ့ကမှာဒေချာစစမဲဆွေအချိန်လေးကတရှိရှိတော့နေပြီအပေါ်ဝင်ရဆုံးရှုံးနေရင်မနဲ့မချွေဝဲမရဒေချာစစကြည့်ပါဓမ္မလို့တော့စိတ်ချပြီးသားမမြဲတဲ့တနေ့မှာနေဝင်နေရင်ခလာချင်ဒေချာစစဒီတစ်ချိန်လေးအပြင်အားလုံးရဲ့အသက်တာတွေပြန်လည်ပြီးတော့မှဆင်ခြင်မိမယ်လို့မျှော်လင့်ရင်းနဲ့အရောက်ချင်းစရိုင်းပေါ်ဖျက်ရှင်သားတွေကောင်းချီးပေးပါစေယောဂများတယ်အတန်ထွက်မပြီးဘူးထင်တယ်ကာများတယ်ကျေးဇူးများတင်ပါတယ်အားလုံးကိုရမ်းချစ်ပါတယ်နော်ကျေးဇူးတင်ပါတယ် ဂလာဖိုင်ငါလားငါလားဂလောမကဲကျွန်တော်တို့မမျော်လင့်တော့တနေ့မှာနေဝင်ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲဟမ်ကိုတိတ်ထင်မကြီးနဲ့ကိုဗစ်လက်ကျန်နေဟုတ်ပြီနော်ညကိုဗစ်လက်ကျန်နေအဲ့ဒါမှတ်ထားတခင်လို့ခေါ်တော့တူတိုင်းဘာမဖြစ်ဘူးလဲ။ကောင်းကင်နိုင်ငံတို့မဝင်ရဘူး။ဆယ်လေးမောင်ဘာလုပ်နေလဲ။အမှုတော်ဆောင်နေတယ်။တေချာလာအမှုတော်ဆောင်နေကောင်းကင်နိုင်ငံသွားဖို့။အဲ့ဆိုဘယ်လိုပြောရမလဲ။အမှုတော်ဆောင်ရင်းနဲ့အလိုတော်ဆောင်နေပါတယ်။တင်အမှုတော်ပဲဆောင်အလိုတော်မဆောင်ရင်တော့တေချာပြီ။ရောက်မှာမဟုတ်ဘူး။ဟုတ်နော်။မမျော်လင့်တော့တနေ့မှာနေခဲ့မယ်ဆိုရင်တင်နဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ပဲသွားမလဲဆိုတာယုံကြည်စိတ်ချထားဖို့အရေးကြီးပါတယ်လို့နော်ကဲအခုဘသူ့ကိုဖိတ်ခေါ်ရမလဲဘသူ့ကိုဖိတ်ခေါ်ရမလဲအေးအတန်ထွက်နေတယ်ဘသူ့ကိုဖိတ်ခေါ်ရမလဲမဆုံသေးပါပြန်သွားပြီပြန်သွားတာမဟုတ်မရောက်လာသေးတာဟုတ်ပြီနော်မရောက်လာသေးတာ10ခွဲမှရောက်မယ်โอเคနော်ကဲအခုဆရာချစ်ကိုအချိန်ပေးရအောင်လို့အားလုံးလက်ကောက်တီးပြီးတော့ကြိုဆိုပေးကြရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီညပွဲရတော့တကယ်ပွဲထိန်သွားတာတော့ဆရာလေးမောင်ပဲဖြစ်ပါတယ်နော်ဖျားသခင်ကသူ့နေရာနဲ့သူစုကျေးဇူးတွေပေးထားတာဒါအရန်သိသားလုံးမကြီးတယ်နော်
သူ့နေရာမှာကျွန်တော်ပြောလို့မရဘူးဒါပေမဲ့ဆရာလေးမောင်ပြောသွားတာဟာသညံနဲ့ပြောသွားတာမသိရင်ဇက်သပင်ကနေတယ်လို့ပဲခံစားရနော်ဒါလည်းဘုရားကျေးဇူးတော်သက်ဖြစ်တယ်ဒီကညီကောင်မောင်နှမတွေနဲ့ကျွန်တော်နဲ့လည်းတခါမှမတွေ့ဘူးပါဘူးသိလည်းမသိဘူးကျွန်တော်သိတာဆရာလေးမောင်ကိုသိတယ်ဆရာယောဟန်သိတယ်ဆရာကနေတို့လာမယ်ကြားတယ်ဒီလောက်ပဲဒါပေမဲ့လည်းဒီနေရာကိုကျွန်တော်တို့ဘာလို့လာတာလဲဆိုတာစဉ်းစားစရာရှိတယ်ဘာလို့လာတာလဲသိလားပြောကြည့်ပါဦးဘာအတွက်လာတာလဲကျွန်တော်တို့လူတွေသေဆုံးသွားတဲ့အခါမှာကြာရင်စကပုံတော်ရှိရယ်နော်သေသောသူကြာလင်မေ့ဆိုတာရှိရယ်နော်သခင်ယေရှုခရစ်တော်မွေးနေ့တော်ဆိုတာနှစ်တိုင်းကျွန်တော်တို့ကျင်းပတယ်မဟုတ်ဘူးလားကျွန်တော်လူတွေသေသွားရင်ဟာဒီနေ့သူသေသွားပြီမယ်လေသူမွေးနေ့ကျင်းပသေးလားကျင်းပရင်တော့နည်းနည်းဆရာဝန်နည်းနည်းသွားပြရတယ်နော်ဒါကိုကြည့်ခြင်းအပြင်သခင်ယေရှုအသက်ရှင်တယ်ဒါကြောင့်ကျွန်တော်တို့ဒီနေရာရောက်ရှိခြင်းဖြစ်တယ်ဟာလေလုယာတကယ်စဉ်းစားမယ်ဆိုရင်ဖခင်သခင်အရန်ကောင်းမြတ်တယ်ဖခင်ကောင်းမြတ်လို့ဖခင်အသက်ရှင်လို့ကျွန်တော်တို့ဒီနေရာကိုရောက်ရှိဖြစ်တယ်ဒီကညီကောင်မောင်နှမတွေလည်းဒီဟာလာခြင်းအပြင်ဘာအတွက်လာလဲဆိုတာတချင်းနားထောင်မှုတက်တက်ကြီးမဟုတ်ပါဘူးဖခင်ဂုဏ်တော်ကိုချီးမွမ်းတာတွေလာအတူတကွပါဝင်ဆင်နွှဲကြတာဖြစ်တယ်ဖခင်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုSunday Schoolအမြဲတက်တဲ့အခါကျတော့အရန်လဲပျော်တယ်ကျမ်းစာတွေဆိုလဲအလွတ်ပြန်ရင်လဲပထမမရပြီမယ်လဲ1နှစ်3ပေါ့လေ2 3 4ပေါ့ဒါပေမဲ့လဲလောကမှာအသက်ရှင်လာတဲ့အခါမှာကျွန်တော်တို့ကလောကအလုပ်တွေနဲ့နှစ်မွန်းပြီးတော့ကျွန်တော်ကိုယ်တိုင်လဲပါပါတယ်ဖះကိုအချိန်ပေးတယ်စနေတိုင်းအချိန်ပေးတယ်ဒါပေမဲ့လဲပွဲတွေတိုက်လာရင်ဩဒီပွဲလေးတော့သွားတီးလိုက်ဦးမယ်ဒီလိုနဲ့တဖြည်းဖြည်းလူကနောက်ဆုတ်လာတဲ့အချိန်တွေရှိရနော်ဖះကိုကြည်ပြီးနဲ့နောက်တစ်ထန်းဆုတ်တစ်လန်းဆုတ်တဲ့အချိန်တွေရှိတယ်ဒါပေမဲ့လဲဖះသခင်ဟာကြာမထားပါဘူးသတိပေးပါတယ်ငါသားမင်းဖြစ်တည်နေခြင်းဟာငါကြောင့်ဖြစ်နေတာဒါကြောင့်ဒီကညီကောင်မောင်နှမတွေလည်းကျွန်တော်တို့တက်ဆွမ်းတဲ့ဟာမှန်သမျှအားလုံးဟာလူအားဖြင့်မဟုတ်ပါဘူးဖျားအားဖြင့်ဖြစ်တယ်လူနေအားဖြင့်ပတ်စံနေရှာနိုင်ပါတယ်နာမည်ကြီးအောင်လုပ်နိုင်ပါတယ်ဒါပေမဲ့အတိုင်းအတာတစ်ခုပဲရှိပါတယ်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့အခုလာတဲ့အခါကျွန်တော်ကခုနဆရာလေးမောင်ပြောသလိုမော်လမြိုင်မှာကျွန်တော်က29ရက်နေ့ပွဲတီးမယ်ပြီးရင်28ရက်နေ့ကျွန်တော်ဒီကို flight နဲ့လာမယ်အဲ့ညတညလုံးကျွန်တော်အိပ်ရမှာမဟုတ်ဘူးဘာဖြစ်မော်လမြိုင်ကနေရန်ကုန်ကိုကားနဲ့အမြန်ပြန်ပြေးရအောင်မှာပြီးရင်ဒီကိုလာမယ်ဒါပေမဲ့လည်းဖခင်ကကောင်းမြတ်တယ်ရုံးစားကြီး29ရက်နေ့ညတနိုင်ငံလုံးဘာပွဲမှမကျင်းပရဘူးဆိုပြီးတော့အမိန့်ချလိုက်တဲ့အခါကျတော့ကျွန်တော်တို့အဲ့နေ့စောစောပြန်လာလို့ရတယ်ကျွန်တော်အဲ့ပွဲတီးရင်ပတ်စံရမှာသိတယ်ဒါပေမဲ့လည်းပြက်တော့အရန်ပျော်သွားတယ်ဖခင်နဲ့ပတ်စံနဲ့မလဲနိုင်ဘူးကိုဝေဖြိုးကကျွန်တော်ကိုဖုန်းဆက်တယ်ဆရာချစ်ကျွန်တော်30ရက်နေ့တကယ်ပြန်ရမှာလားတဲ့မနေ့ပြန်ရမှာလားတဲ့လေရင်တွေကခရီးစဉ်တွေဖြတ်တာများတဲ့အခါကျတော့ကျွန်တော်လည်းယုံကြည်ခြင်းနဲ့ဟာပြန်ရမှာလို့ဘာသူမပြန်မနေ့ပြန်မပြန်ဘူးဆိုရင် तू ပွဲကတွေယောရလိုက်မှာနောက်တနေ့ तू ကပွဲရှိတယ်ကိုဝေဖြိုးကိုပိပိကိုတူတူဒီတိုင်းပဲကိုတူတူဆိုရင်ဆေးကူရင်းနဲ့ဆေးကူတောင်ကြီးမှာဆေးသွားကူရတာနော်တောင်ကြီးမှာappointment ယူရတာနှစ်နဲ့ချီယူရတဲ့ဆရာဝန်သွားကူပြီးချက်ချင်းဒီကိုလိုက်လာတာကိုပိပိဆိုလဲသူ့ဘေးနားမှာဟိုမှာကောင်မလေးတွေစောင့်နေတာတီဟိုဟာ recording အတွက်ပြောတာပါဒါပေမဲ့လေဓာတ်တွေကိုထားခဲ့ပြီးတော့ကျွန်တော်တို့ဒီကိုလာတာတကယ်ပြောတယ်ပြောတဲ့အထက်မှာဝက်သားဒီကအခါဟင်းကျွန်တော်ဝက်ခောက်ရမ်းကြိုက်တာအဲ့ဒါလေးပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့လာတာကျွန်တော်အားလို့လာတာမဟုတ်ဘူးဘုရားသခင်အသက်ရှင်လို့လာတာဒါလေးကိုသိစေခြင်းနဲ့ဘုရားကုံတော်ချီးမွမ်းခြင်းပါတယ်Sunday School ဆိုတဲ့ခြင်းလေးနဲ့အကျဉ်းဆုံးချီးမွမ်းခြင်းပါတယ်
ဟာကြီးပြင်းတဲ့ဒီနေ့တိုင်းသက်ဆိုင်နေပြီးတော့ယေရှုနဲ့ဒီဆုံးရပြည့်ပြည့်တဲ့ရွယ်ဆန်ရစ်သူချင်းတွေဒီလိုပဲOh, the deep cut in your sea, Bagoji. Oh, the deep cut in your sea, Bagoji. A puppy and the journey, a step from my thing, oh, the deep cut in your sea, Bagoji. Send this to the one, get the chill in your heart. Deep in a hidden dance, I really know. Deep shoot any zone, you're thinking very well. Send this to chill, it's so bad.
ရဲ့ဓမ္မသချင်းတွေတီးဆိုရင်အလုံးကောင်းတဲ့တင်းတိတ်ပဲချုံငိမ့်တဲ့တေးသွားတွေအားလုံးမပြီလားဒီလုံးနဲ့ဝေးဝေးဝေးသွားပြီပူတော်နဲ့ဝေး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 သွားပြီတချီးပြီးနဲ့ချီးပြီးနဲ့တို့ရဲ့ဘဝလုံးသားရဲ့လက်မလေးစွန့်စားရင်ဒီလည်းကိုထွဲလဲနေသူဆိုင်ကိုတမန်နေဒီလုံးနဲ့ဝေးဝေးဝေးသွားပြီပူတော်နဲ့ဝေး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 သွားပြီဆယ်လစ်ကူတော့ဒီတချင်းလေးများဟာကြည်ပြင်းတဲ့ရင်လေးကသက်ဆိုင်နေလေတော့ယေရှုရဲ့ဒီဆုံးရဲ့ပြင်းပြင်းမဲ့ရဲ့ဆယ်လစ်ကူချင်လို့ဒီဆိုပဲ Oh, the deep in your sea, Babuji. Oh, the deep in your sea, Babuji. A puppy and you done a tap on my thing. Oh, the deep in your sea, Babuji. Oh, the deep in cheer out, baby shout. Oh, the deep in your sea, Babuji. A puppy and you done a tap on my thing. Oh, the deep in your sea, Babuji. Oh, the deep in your sea, Babuji. Oh, the deep in beset, Babuji. A puppy and you done a tap on my thing. Oh, the deep in your sea, Babuji. Stand is good on my need the chili in your heart. See, best by nearly done. You should any zone, you're thinking, man, yeah. Stand is good to know it's okay. ကျွန်တော်တို့ဒီလိုမျိုးအခြေအနေရောက်ခဲ့ရင်ငငယ်တုန်းကစနစ်စကူတချင်းလေးပြန်ကြားရင်ကျမ်းမိုက်လေးတွေပြန်ကြားရင်နဲ့ဖျားစီကိုအမြန်ဆုံးပြန်လာပါလို့ကျွန်တော်ကိုလာပြီးတော့လက်ဆွဲနှုတ်ဆက်တဲ့အထက်မှာလဲဘွာကညောတွေအများကြီးပါတယ်နော်ဒါပေမဲ့လည်းအားလုံးမဆိုလိုပါဘူးတချို့တည်းကအနှံ့လေးတွေပါလာတယ်ရေမွေးပြောတာပါဘာပဲပြောယုံကြည်သူတွေပဲအများစုဖြစ်မှာပါနော်ကျွန်တော်တို့ပြောချင်တာတော့ဖျားရှိကိုပြန်လှည့်လာမယ်ဆိုရင်ဖျားသခင်ရဲ့ကောင်းကြီးမင်္ဂလာများစွာကိုခံစားရမယ်ဖြစ်တယ်ကျွန်တော်ဒီက Iron Cross ကိုသိရလူတွေရှိလားဟုတ်လားကျွန်တော်တို့ Iron Cross စတင်ဖွဲ့စည်းတဲ့အခါကျတော့ဆရာစုပ်ပွင့်မှုကမိရဲ့ကြေးကျွန်းကနေပြီးတော့ပြောင်းလဲခဲ့ပါပြီကျေးဇူးတော်ကြောင့်ဆရာကြီးဒေးဗစ်ယုံမှာပြောပါတယ်ပွဲကြီးမင်းတို့ပွဲအစပြုမယ်ဆိုရင်ဘယ်ပွဲမဆိုမင်းတို့ဆူတောင်းခြင်းနဲ့အစပြုမယ်ဆိုရင်မင်းတို့အောင်မြင်မှုရရှိမယ်ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒီကနေစပြီးတော့ဆရာဆုပ်ပွင့်မှုကအမြဲတမ်းဆူတောင်းခြင်းနဲ့အစပြုတယ်ဆရာဆုပ်ပွင့်မှုမရှိတဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့အမြဲတမ်းဆူတောင်းခြင်းနဲ့ကျွန်တော်အစပြုခြင်းဖြစ်ပါတယ်အခုထိကိုကျွန်တော်တို့ဆူတောင်းခြင်းနဲ့အစပြုတဲ့ကောင်ဘုရားသခင်ဟာအောင်မြင်မှုကိုပေးပါတယ်ကျွန်တော်တို့ရဲ့တက်ဆွမ်းခြင်းအလင်းမရှိပါဘူးဘုရားအဖျင်သာလင်ကျွန်တော်တို့ဒီလိုမျိုးကြော်ဖြတ်နိုင်ခြင်းဖြစ်ပါတယ်လူတချို့က Facebook မှာလာပြီးတော့မေးကြတယ်အဲ့ post ကူအောက်မှာ Iron Cross ကဘာလို့အောင်မြင်တာလဲမေးတယ်မေးတဲ့ခါကျတော့လူတွေကအမျိုးမျိုးဖြေတာပေါ့ကွာတယောက်ချင်းတယောက်သွားသူတို့တယောက်ချင်းတယောက်စူးစမ်းကြလို့တယောက်နဲ့တယောက်ညီညွတ်ကြလို့အဆုံးဖြေတယ်ဒါပေမဲ့လည်းကျွန်တော်တို့အဲ့ထဲမှာဘယ်နည်းလေးကသင်ရုပ်ဆရာစောသင်ကဘာကိုပြေးလဲဆိုရင်ဖះကိုနံပါတ်1ထားလို့တဲ့အဲ့ဒါအရင်ကြီးကြီးကျွန်တော် comment တွေကိုအများကြီးဖတ်တဲ့အခါမှာအဲ့ဒီတစ်ခုကိုကျွန်တော်သိသဘောကျတယ်ဖះကိုအမြဲဦးစားပေးလို့ဆိုတဲ့အရာဒါကြောင့်လို့ကျွန်တော်တို့ဘဝတက်တာမှာဖះကိုဦးစားပေးမယ်ဆိုရင်အားလုံးကရည်မှန်းချက်ရှိမှာပဲပန်းနှုံးနိုင်ရှိမှာပဲအားလုံးကသွားနေကြတဲ့လူတွေကြီးပဲနော်လောကခီးကိုကျွန်တော်ရှောက်နေတဲ့လူတွေကြီးပဲဒီຢာတွေကိုဖះနဲ့သွားမယ်ဆိုရင်လုံးဝဧကမလွဲဖះကအလိုတော်နဲ့အညီကောင်းကြီးမြည်ငါချပေးမယ်ဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့အန်တိမခီးတဲ့ဆိုတဲ့သချင်းလေးနဲ့ဂုဏ်တော်ချီးမွမ်းခြင်းပါတယ်ဒီသချင်းလေးကကျွန်တော်တို့ဆရာဝေဖြိုးကျွန်တော်ခဏခဏကဆရာလေးမောင်လည်းမိတ်ဆက်ပြီးကျွန်တော်တို့က IC မာတီးတယ်ဆရာဝေဖြိုးကအခုဆို Marjorie 9တီးတယ်အရင်တော့က Dream Lover ဆိုတာသူတို့အရင်နာမည်ကြီးတယ်ဒီကညီကောင်မတော်ကလည်းသိမှာပါဆရာစောပိပိ Silver Go ဆရာ
တည်ရဆရာသုံးမဲ့ဆရာသမက်ဖြစ်တယ်ဒါပေမဲ့ तू ကတော့ပို့ပြီးတော့လက်ဆောင်ထက်သွားတယ်ပေါ့နော်ဆရာစောသူသူဆိုလဲကျွန်တော် peace maker မှာ base တီးရဲ့ဆရာဖြစ်တယ်သူကနေရာတိုင်းမှာသူတို့တွေကဆရာကြီးတွေဗျဒါကျွန်တော်ကိုယ့်လူတွေမလို့ကိုအဲ့လိုပြောတာမဟုတ်ဘူးသူ့နေရာနဲ့သူဆရာကြီးတွေတကယ်ကိုကျွမ်းကျင်ကျင်နဲ့အားလုံးပြိသက်တွေလည်းအားပေးနေတဲ့လူတွေဖြစ်ဒါပေမဲ့လည်းကျွန်တော်အပြင်မှာသူ့နေရာနဲ့သူကျွန်တော်တို့တွေတယောက်နဲ့တယောက်မတွေ့ပေမဲ့လည်းအခုချိန်မှာကျွန်တော် gospel show ဆိုရင်ကျွန်တော်အားလုံးကတက်တက်ကြွကြွနဲ့ကျွန်တော်တို့အမြဲတမ်းလာပြီးတော့ပါဝင်တယ်ဒါကြောင့်မို့ဒီနေရာမှာရောက်ရှိတဲ့ညီကိုမောင်နှမတွေအားလုံးကျွန်တော်တို့အားလုံးကလည်းတကယ်ကျေးဇူးတင်တယ်လို့ဒီကခေါ်ပေးတဲ့ဆရာတို့ကျေးဇူးတင်တယ်ဆရာလေးမောင်တို့အားလုံးကျေးဇူးတင်တယ်ကျွန်တော်အခုဆက်လက်ပြီးတော့အန်တီမဆိုတဲ့တခြင်းလေးနဲ့ကိုတော်ချီးမွမ်းခြင်းပါတယ်
ကိုဝေပြုတ်ဖြစ်ပါတယ်
တ်စရိုက်ကိုဖျားသခင်ကောင်းကြီးပေးပါစေလျာတွေအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဆုံးပုံအနေနဲ့ကျွန်တော်စိတ်ထဲမှာထိတွေ့တာလေးရှိပါတယ်ကျွန်တော်ဒီကဆရာကြီးအဘိုးဆရာကြီးဦးထွန်းကျော်ကကျွန်တော်တို့ဟင်္ဒရာတိုက်နေတဲ့ကကင်မွန်းချောင်းကျေးရွာလို့ပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်အရန်ကိုအံ့ဩလဲအံ့ဩမိတယ်အရန်လဲစိတ်လှုပ်ရှားမိပါတယ်ဆရာကြီးယူတာတန်ကဒီခရစ်ယာန်သာသနာကိုမြန်မာနိုင်ငံယူဆောင်လဲလာတဲ့အခါကျတော့ဖိုးသားကျွန်တော်တို့အဖိုးဦးသားပြူကနေပြောင်းလဲတယ်ပြီးတော့ဦးနောတို့ပြောင်းလဲတယ်ဆရာကြီးအဖိုးသရာဦးထွန်းကျော်အားဖြင့်လဲကျွန်တော်တို့ဒီကအခါလူမျိုးတွေအများကြီးပြောင်းလဲတာတွေ့ရတဲ့အခါမန်အောပဲမနေနိုင်ဘူးအဲ့ဒီမှာအရန်အံ့ဩတာကကင်မွန်းချောင်းကြီးရွာဆိုတာကျွန်တော်ရဲ့ဇာတိကျွန်တော်မွေးခဲ့တဲ့ရွာနဲ့တမန်ကြိုလောက်ပဲဝေးတယ်အဲ့ကျွန်တော်မအံ့ဩသိဘူးလားကျွန်တော်မထင်ဘူးလေကျွန်တော်ဒီအခါသာသနာရောက်ရှိတဲ့နှစ်တရာကိုလာမယ်ပဲကျွန်တော်ဒီတရားမျိုးကျွန်တော်ရိုးရိုးလေးလာတာဒါပေမဲ့လည်းကျွန်တော်တို့နေဘက်ကဆရာဆရာမတွေလည်းတွေ့တယ်ဒီဗမော်အေးကကျွန်တော်တို့အသင်းသားတွေလည်းလာတယ်ပြောတယ်ပြီးတော့ပသိမ်တွေကလည်းအများကြီးလာတာတွေ့ရတဲ့အခါကျတော့မန်အောပဲမနေနိုင်ဘူးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒါကြောင့်မလို့ကျွန်တော်တကယ်တော့နောက်ဆုံးသချင်းလေးကိုကျွန်တော်ဖာဆူရမလဲဆိုတော့ကျွန်တော်ခါတိုင်းလူတိုင်းဖို့အသက်ဆုံးရှာသူကြောင့်ကျွန်တော်အဲ့လေးဆိုလို့ပါဒါပေမဲ့လည်းကျွန်တော်စိတ်ထဲမှာကဒီသာသနာဒီကိုရောက်ရှိလာတဲ့အကြောင်းအရာလေးကိုကျွန်တော်ချီးမွမ်းချင်ပါတယ်အဲ့သချင်းလေးကတော့ဆရာကြီးဦးထွန်းကျော်ကိုကျွန်တော်ဗာနဲ့သွားပြီးတော့ပုံနှိုင်းခြင်းလဲဆိုတော့ပင်လယ်ပြင်းထဲမှာမျောနေတဲ့လှေငယ်လေးတစ်စီးလို့ကျွန်တော်တင်စားခြင်းပါတယ်ဆရာကြီးကလှိုင်းသဘိုးတွေထံကိုကြံ့ကြံ့ခံပြီးတော့သူဒီကိုလာတဲ့အခါမှာချက်ချင်းလူတွေပြောင်းမလဲပါဘူးမပြောင်းလဲပါဘူးเนาะဒီလိုပဲလှိုင်းသဘိုးတန်တွေကိုကြံ့ကြံ့ခံပြီးတော့သူဒီလိုလာတဲ့အခါကျတော့သူဘာအစွမ်းနဲ့လာတယ်ဆိုတော့ဘုရားသခင်ရဲ့အစွမ်းနဲ့ပဲသူဒီကိုလာခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ကောဒီကခစ်ဆက်ဆက်အမှုတော်တွေကိုလက်ဆင့်ကမ်းလာတဲ့ဆရာဒီအားလုံးအတွက်ကောဂုဏ်ပြုခြင်းနဲ့သာသနာလှေငယ်ဆိုတဲ့တခြင်းလေးနဲ့ဂုဏ်တော်ချီးမွမ်းခြင်းပါတယ်ဒီတခြင်းလေးကကျွန်တော်တို့ဒီကညီကိုမောင်နှမတွေလည်းအားလုံးရမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အတူတူကဆရာကြီးကိုဂုဏ်ပြုရင်းနဲ့လိုက်ဆိုကြပါစို့လို့ယုံကြည်ခြင်းကိုရွယ်လွင်ကကျန်တဲ့ဒီလိုက်များမိုးမုံတိုင်းကြလိုင်းကိုအန်တုခီနေလာလင်းငယ်လေးပါကြောင့်များရဲ့ပင်လေလိုက်အန်တုရဲ့ဒုက္ခကြုံညာလေအာမန်ဆွေနေကိုနိုင်တာမထူးဆန်းပါကွယ်ကိုရရှိဖျားမြတ်တွေမဟုတ်ခဲ့ရင်လေလင်းငယ်လေးရွယ်လွင်ပါမလားကိုရရှိဖျားမြတ်တွေမဟုတ်ခဲ့ရင်လေလင်းငယ်လေးဆိုရဲပါမလားသူမဲလူသားများကိုကဲတင်ချင်းမြေကဲရောက်အောင်ကျန်တဲ့ဒီလိုက်များမိုးမုံတိုင်းကြလိုက်ကိုအန်တူကိုဆောင်လာ
မလားအလုံးလေငယ်လေးရေလိုက်ထက်မှာလေငယ်လေးရွှဲလွင်စေပါနေရတွေပြောင်းလဲခရစ်တော်ဖရာတွေစုံတိုင်းအောင်ရွှဲလွင်ဆုံးတိုင်အောင်ရွယ်လွင်နေရောက်တဲ့ကိုဖျားသခင်ကောင်းကြီးပေးပါစေကျွန်တော်နောက်ဆရာပြောသလိုပေါ့နော်နောက်လာဖို့နှစ်ခေါက်ကြံသေးတယ်နော်ဆက်ချစ်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောဖို့စကားလုံးစီထားတဲ့ဟာတွေဆရာချစ်အားလုံးပြောသွားတယ်ဆိုတော့ဆရာချစ်လည်းအဆူကျေးဇူးရှိတယ်တဲ့ကျွန်တော်ဂီတာတီးလိုက်မလဲနေရာချင်းလေးကောင်းမလားလို့မတော့ခုနလိုမိတ်ဆက်ပေးဒါပေမဲ့ကျေးဇူးတော်ကြောင့်ဆရာချစ်ဘုရားပေါ်ပြတာကျွန်တော်ပြောကြတယ်လေဆိုတော့ကျေးဇူးတင်ဖို့ရှိသေးတယ်ဆရာကနေနဲ့မဂဂပေါ့နော်သူတို့လည်းမအားပါဘူးကျွန်တော်ကူညီတာကားမောင်းပေးတယ်ကားရှာပေးတယ်ဝရှိဥဆောင်ပေးတာပေါ့နော်အလုပ်များတဲ့ကြားတွေကဖျားကိုချစ်ပြီးတော့ဖျားရှင်တာ၍ကောင်းကြီးပေးပါစေလို့နော်ပြီးကိုယောဟန်ချင်းမိုင်ကနေလာတာတားနှစ်ယောက်ခေါ်ပြီးတော့ကိုလင်းနဲ့ကျွန်တော်သူတို့ရဲ့တင်းအုပ်ပေါ့တင်းအုပ်ကိုစိတ်မချလို့ချင်းမိုင်မှာအလုပ်အများဆုံးနှစ်ယောက်ကိုပြောပါဆိုရင်ကိုယောဟန်နဲ့ကျွန်တော်လားမသိဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးတကယ်ချစ်ပြီးတားနှစ်ယောက်ခေါ်လာတာတော့ body guard ကျွန်တော်ရဲ့ body guard ပေါ့နော်ဒီမှာအကြီးဆုံးပဲရှိတာအဲကြောင့်တော်ရုံလာမလုံးနဲ့လို့နော်ဆိုတော့ကိုယောဟန်လည်းတကယ်ကျေးဇူးတင်တယ်လို့နော်အဖို့ကပေးပြီးလာတယ်ဟိုမဆွန်တင်းတို့ကိုခေါ်လာပြီးတယ်ချင်းမိုင်ကနေပေါ့နော်စပြီးတော့ကျေးဇူးအထူးတင်တယ်ကဲအခုဘယ်သူကြံလဲမဆွန်တင်းမရောက်ဘူးလားမရောက်သေးဘူးလေကဲအဲ့လိုဆိုရင်ကျွန်တော်တို့မဆွန်တင်းရဲ့အရန်မဆွန်တင်းလို့ပြောလိုက်တာနဲ့မဆိုရင်မနေနိုင်ဘူးဆိုတော့ကိုနော်အဲ့တချင်းပရိသတ်တွေညီလားမညီလားဆိုတာချက်နှားထောင်ကြည့်မယ်ဘာတချင်းဖေးမလဲဆိုကြည့်ပါဦးဆက်ဆိုအမဆိုစရာမလိုတော့ဘူးသူတို့ဆိုခိုင်းကဲဝီမဆွန်တဲ့ကိုအားရပါရလက်ခုပ်တီးပြီးတော့ကြိုဆိုပေးကြရအောင်အချိန်တိုင်းပြင်ဆင်ပေးရဖျက်ရှင်နာမတော်ချီးမွမ်းပါတယ်
နောက်တစ်ပုတ်အနေနဲ့သုံးတဲ့ gospel song တစ်ထွက်ရှိထားတယ်မောင်လေးသွန်းပူရဲ့တခြင်းလေးကိုရောကြောင့်သာတက်ရှင်ဆိုတဲ့ခြင်းလေးနဲ့ကိုတော်ချီးမွမ်းခြင်းပါတယ်ဒီနေ့ကျွန်တော်တို့ဒီနေရာရောက်နေရလဲကိုရောတက်ရှင်လို့ဒီနေ့ကျွန်တော်တို့လည်းတက်ရှင်နေတာဖြစ်ပါတယ်သူသွားနေနေလို့ကျွန်တော်တို့လည်းဒီနေရာကိုရောက်ရှိတာဖြစ်ပါတယ်ဒီတခြင်းလေးအဖြစ်အားလုံးပဲခွန်အားယူရပါစို့ကိုရောသားလေးကျွန်တော်ဘွားမိအိမ်လေးချစ်ချောကလည်းမချသေးဘူးနေရတိုင်းမှာလမ်းပြဖို့ဆောင်နေအနေမြတ်တွေနဲ့လိုက်ဖို့တွေကြကိုရောဖျားရကတော့များချရောင်ရင်နဲ့ရှင်တန်နိုင်ရှင်လောကျွန်တော်အသက်ရှင်ကိုရောသွားနေလို့ကျွန်တော်ရောက်ပြီကိုရောသာရှိရဲ့ကျွန်တော်လည်းရှိရောက်ဆုံးပြီရှင်တန်နေရတိုင်းအနာရှိမမြင်နိုင်ခဲ့ပေမဲ့ဖေးမနေကိုရောရှင်ကြောင့်သာယနေ့တည်းထိကျွန်တော်အသက်ရှင်နေရှိခဲ့ရင်ကျွန်တော်ဘဝနေရတွေ့ကြုံပဲရစင်ပြီစက္ကန့်တွေတိုင်းမိနစ်တွေတိုင်းကိုရောဖျားရကတော့များချရောင်ရင်နဲ့လုံးကြုံနေကိုရောတက်ရှင်လားကျွန်တော်အသက်ရှင်ကိုရောသွားနေလို့
မင်အရာအလုံးကကိုရောကြောင့်ပဲဖြစ်ပါတယ် လောကနိုင်ငံကျမတို့ရဲ့အဆုံးမဟုတ်ပါဘူးကျမတို့အားလုံးအတွက်ကတော့ဖျားရှင်ပြင်ဆင်ပေးတဲ့နိုင်ငံတော်ရှိပါတယ်ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်ယုံကြည်သူတဲ့နိုင်ငံတော်လို့မြည်ရပါတယ် က
ကျမတို့နေထိုင်တဲ့ကဘာကြီးကမကောင်းပါဘူးဒါပေမဲ့ကျမတို့နိုင်ငံတော့အဖပြပြဆင်ပေးတဲ့နိုင်ငံတော်မှာတော့အရန်ပျော်စရာကောင်းမှသိကြပါတယ်နော်ဒီတချီလေးကတော့အဆုံးလေးရန်နှစ်သက်ပြီးတော့ဦးရဲ့ဘွားလေးနဲ့တကယ်ကိုတိုက်ဆိုင်တဲ့တချီလေးပါဆရာအမ်ပြဲလာတဲ့ကိုတော့ထက်ပါမှတ်လို့မြင်ရပါတယ်ရှင်တလာသူထောင်ရခီလာမနာချင်စွာညှိတွားတဲ့ကိုတော်ရဲ့နာတို့ချုံရတဲ့ချင်းဘုံမဖြစ်ပေါ်လေဝါဒနာဆွဲလန်းခြင်းတွေလိုချင်ရာအတ္တသဘောတွေကိုတော်ကိုတီကျွမ်းခြင်းတဲ့Ola me so piasi bien lai ba Koro da janau ye shin the king Shin bay yin pye po Ah Lo ayin janau mwa pye tong ba de Janau mwa ma Koro ye bong ti da Te wa kana zo Ye tui la rinရှင်တလာသူထာဝရခီလာမနာချင်စွာညှိတွားတဲ့ကိုတော်ရဲ့နာတို့ချုံရတဲ့ချင်းတဘုံမဖြစ်တော့လေဝါဒနာဆွဲလန်းခြင်းတွေလိုချင်ရာအတ္တသဘောတွေကိုတော်ကိုတီကျွမ်းခြင်းတဲ့ Ola me so piasi bien lai ba Koro da janau ye shin the king Shin bay yin pye po Ah Lo ayin janau mwa pye tong ba de Janau mwa ma Koro ye bong ti da Te wa kana do Ye te la ring ni Chin lo ma la pa nai bu Go ro ta ba ma a yin ji ba
ရာခတ်သိမ်းကိုတော့ရဲ့ချစ်လို့မလာပါနိုင်ဘူးကိုတော့ထပ်ပါမှာအရေးမကြည့်ပါဘူးအားလုံးတောင်ပေါ်မျိုးလေးကျောင်းကိုတစ်ပိုင်းနှစ်ပိုင်းနဲ့အတူတူနှုတ်ဆက်ရအောင်နော်အမြဲတမ်းမှတ်ရနေမယ်အချီဟက်ကညီကိုမောင်မတွေအားလုံးဖျားရှင်ကောင်းကြီးပေးပါစေနောက်နှစ်တွေလည်းပြန်ဆောင်ကျင်ပါသေးတယ်ဖျားရှင်ခွင့်ပေးနော်ကျေးဇူးအများကြီးတင်ပါတယ် Cherry pin with Jana, do the pure bagage, Abude, Playboy, pure young. Maybe love, cherry pin, oh, need not get up young, let me watch it, like get on shitty, I'm your lady. Dimangaro, something, get to so many. He's the children and Matia, not the second Mare. Down on your lid, your mind, you monrega saila, teaching in thought of me, near how would target be. Conge Ayada Kansala Conge Ayada Kansala Conge Nanga Bahamashu Chimomo Weshire. They Machimona Buzo Conge Nangamadore. Amen. Luyeboaha. Sai ke bude the mind with the neti da. Acho alam made ya no. Me ja alam pyo se po kwa.
ချတတ်ပါစေဘယ်တော့မှမရှုံးဘူးကွာဒီလေးရာတနေ့နေ့မင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါကိုယ့်ရဲ့သမိုင်းကြောင့်ကိုယ်သာရေးပါရှင်နေပါလူတွေကိုမင်းကြောင့်မြေမချသေးတဲ့ပေါ်ကွာရဲ့ဒီတစ်ချောင်းလေးချလို့မင်းဆွဲနိုင်လေကွာလူတွေရာကိုဆွဲချူပါနောက်ကျော်လို့ဒါနဲ့ချိုးလေးပြုံးပြလိုက်ပါအပေးဆုံးမတကားအမြဲနေမြင်ရှိတယ်လေမြဲနေချတတ်ပါစေဘယ်တော့မှမရှုံးဘူးကွာဒီလေးရာဒီနေ့နေ့မင်းကြောင့်ပြောချိန်မှာလူတွေဝမ်းမြောက်ရစေပါကိုယ့်ရဲ့သမိုင်းကြောင့်ကိုယ်သာရေးပါအောင်မြင်မှုကြီးကြီးမားမားမရရှိနေပါကွာရဲ့ဒီတောင်လေးချလို့မင်းမဆွဲနိုင်လေကွာလူတွေရောက်ကိုဆွဲချူပါနောက်ကျော်လို့တာနဲ့ချိုးလေးပြုံးပြလိုက်ပါအပြီးဆုံးမစကားအမြဲတမ်းထောင်ပါဒီလေရာလူတွေရဲ့ချီးမွမ်းခြင်းနဲ့ကဲထောင်လေးကြတော့မင်းမဆွဲနိုင်လေကွာလူတွေရောက်ကိုဆွဲချူပါဆွဲချူပါနောက်ကျော်ကိုထားတဲ့ချိုးလေးပြုံးပြလိုက်ပါအပေးဆုံးမစကားပြေလာထောင်ပါဒီလေရာလူတွေရဲ့ချီးမွမ်းခြင်းနဲ့ကဲရဲ့ခြင်းဟာအလုံးကနာလူတွေရဲ့ချီးမွမ်းခြင်းနဲ့ကဲရဲ့ခြင်းဟာနောက်ကျောကိုဓာတ်နဲ့ထိုးလဲပြုံးပြလိုက်ပါလို့နော်ကဲကျွန်တော်တို့အစမှလည်းဘုရားသူပါရှိတယ်အလယ်မှာလည်းဘုရားသူပါရှိတဲ့အတွက်ကြောင့်ယေရှုတော်ချီးမွမ်းပါတယ်လို့ဒါကြောင့်ကျွန်တော်တို့ဆရာချစ်တို့ဆရာမတို့ MYC မိသားစုတွေမဆွန်သိန်းပါတို့ဆက်ပြီးသွားမဲ့ခီးတွေရှိသေးတယ်တတိယဆုတောင်းပေးကြပါလို့နော်အခုကျွန်တော်တို့အဆုံးမှလည်းအတူပါရှိပေးတဲ့ဘုရားကိုယေရှုတော်ချီးမွမ်းပြီးတော့အဆုံးသတ်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကိုကြီးဖြစ်တဲ့ဆရာယောသကိုဖိတ်ခေါ်ပါတယ်လို့ဆုတောင်းရအောင်မေတ္တာတော်ရှင်ဖဖျားဒီ
ဒီကနေ့ညဒီအချိန်တိုင်းပြင်ဆင်ပေးတဲ့အတွက်ကြောင့်ဖဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီပန်ချီဟဲ့ရွာမှာသာသနာရောက်ရှိလာတဲ့အနှစ်တရာပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းကို29ရက်ညနေပိုင်းကနေစတင်ခဲ့ပါတယ်ဒီနေ့ညမနေ့ညဒီနေ့ညကျင်းပပြုလုပ်ခဲ့တဲ့အချိန်တိုင်းပြောခဲ့တဲ့ဆိုခဲ့တဲ့ဟောခဲ့တဲ့နားဆင်ခဲ့တဲ့အရာတွေအားလုံးအချီးနှီးတက်တက်မဟုတ်ပါဘူးအဖဖျားရှင်ဘုန်းတော်ထင်ရှားမဲ့အရာဖြစ်တယ်ဆိုတာယုံကြည်တယ်ဒီကနေ့ညသားတို့သမီးတို့တယောက်ချင်းစီကြားနာခဲ့ပြီးတဲ့ဓမ္မသေးပြောခဲ့ဆိုခဲ့တဲ့သက်သေခံခဲ့တဲ့အရာတွေအားလုံးဟာကြားနာသူသားသမီးကျွန်တော်ကျမတယောက်ချင်းစီအတွက်ဝိညာဉ်ခွန်အားဖြစ်စေပါတယ်ကျေးဇူးတင်တဲ့အဖကြားခဲ့ပြီးတဲ့အရာမြင်ခဲ့ပြီးတဲ့အရာတွေအားလုံးကိုလက်တွေ့နာခံလိုက်လျှောက်အသက်ရှင်နိုင်ကြတဲ့သားသမီးတယောက်ချင်းစီဖြစ်စေပါယုံကြည်ခြင်းနဲ့အသက်ရှင်နိုင်ကြတဲ့ကိုရရှင်ရဲ့သားသမီးကြီးငယ်တယောက်ချင်းစီဖြစ်စေပါ IC ရဲ့စံနမူနာဖြစ်တဲ့နံပါတ်1အရေးကြီးဆုံးထားတဲ့ဆုတောင်းခြင်းအပြင်ဘုရားသခင်ကိုနံပါတ်1ထားပြီးတော့ပြုလုပ်ခြင်းအပြင်အရာခတ်သိမ်းဟာအောင်မြင်ခြင်းဖြစ်ကြောင်းတသက်ခံချက်အပြင်ကြားရပါတယ်လက်တွေ့မှာလည်းထိုနည်း၎င်းမြင်တွေ့ရပါတယ်ဒီအမှုအရာတွေကိုသားတို့သမီးတို့အားလုံးဆင်ခြင်နှလုံးသွင်းလက်အသက်ရှင်ခြင်းအပြင်အဖဖျားရှင်ဘုန်းတော်ထင်ရှားတဲ့အဖဖျားရှင်နိုင်ငံတော်ကိုချက်ထွင်နိုင်တဲ့တီထောင်နိုင်ကြတဲ့ခရစ်ယာန်သားသမီးများတယောက်ချင်းစီဖြစ်စေပါဒီခမ်းမဆောင်ကြီးထဲမှာလာရောက်ပြီးတော့တီးဆိုဖျော်ဖြေခဲ့ကြတဲ့ချီးမွမ်းခဲ့ကြတဲ့ခရစ်ယာန်သားသမီးတယောက်ချင်းစီတို့ဒီလည်းပဲမိမိတို့တီးဆိုချီးမွမ်းခဲ့ကြသည့်အတိုင်းလက်တွေ့ဘဝမှာလိုက်လျှောက်သက်ရှင်နိုင်ကြတဲ့ခရစ်ယာန်သားသမီးတယောက်ချင်းစီဖြစ်စေပါအဖဘုရားရှင်သူတို့အင်မတန်မှပဲအလောက်များတယ်အခက်ခဲတဲ့အမျိုးမျိုးကြားတဲ့ကနေအဖဘုရားရှင်ပို့ဆောင်ပေးတာဖြစ်ပါတယ်ခက်ခဲနဲ့ပို့ဆောင်ပေးတယ်လို့သူတို့အပြန်ခရီးစဉ်မှာချိန်ချက်ထားတဲ့အရာတွေအားလုံးကိုအချိန်မီပြန်လည်ရောက်ရှိသွားပြီးတော့သူတို့လှုပ်သိမ်းလှုပ်ထိုက်တဲ့အလုပ်ကိစ္စအဝဝမှာဖဖျားရှင်အလိုတော်နဲ့ညီလောက်ကင်နိုင်ဖို့ဆောင်ရွက်နိုင်ဖို့ဘုန်းတော်ထင်ရှားတဲ့သက်သေခံချက်တစ်ခုပြီးတစ်ခုဆက်လက်ပြီးတော့ရရှိစေပါမေတ္တာတော်ရှင်ဖဖျားဒီကနေ့ညအစီအစဉ်ပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲမှာလာရောက်အားပေးကြတဲ့မိဘညီကိုမောင်နှမများအားလုံးဒီရွာကနေပြန်ကြမဲ့သူတွေဒီညဒီမှာတဲကိုကြမဲ့သူတွေမနေ့ပြန်ခရီးပြုကြမဲ့သူတွေတယောက်ချင်းစီအင်ရှင်မိသားစုများအားလုံးနဲ့တကွဧည့်သည်များအားလုံးဖဖျားရှင်ရဲ့လမ်းပြပို့ဆောင်ကောင်းကြီးပေးခြင်းအပြင်ဆက်လက်ပြီးတော့အသက်ရှင်နိုင်ကြတဲ့ခရစ်ယာန်သားသမီးများတယောက်ချင်းစီဖြစ်နိုင်ဖို့မဆာပါယေရှုဖျား၏နာမ၌ဆုတောင်းအတနာခံကြပါ၏အဖထာဝရမြတ်စွာသောဘုရားသခင်အာမင်ဆုတောင်းပေးတဲ့အကိုကြီးကိုသူကျေးဇူးတင်ပါတယ်ကဲအားလုံး good night စနေချင်းတွေလည်းရတယ်နော်